teacher Sansom as well. Okay. Okay ba, ho babi. Babi, I saw you know. Lolo say. Okay, let me introduce myself and then I will introduce teacher Duza, who is the panelist, all right, of Child Stream Scholarship. All right, so first of all, everyone, thanks for joining this Zoom session. So even though it's called like a webinar, I want it to be not that formal, okay? I want it to be like relaxed, okay? And a bit casual because all of you are here for a reason. And to introduce myself, my name is Zai Zenjerd, and I'm originally from Kachin State, Mijina. But right now I'm currently in Thailand, okay? Thailand, residing. It's been 2 years already. So I'm also the founder and lead teacher at Teacher Zaini Innovative English, okay, which Teacher Duzer is also working with me. So tonight is about Child's Dream Scholarship, okay? We will both be talking in English and Burmese as well, okay? Burmese got for clarification, all right? Yeah, just like I told you, I'm also a scholarship winner of both Myanmar Youth Leadership Program back in 2017. And now I'm doing my master and I got scholarship from Prospect Bomber for my master degree. Yep. အဲ့တော့လောလောဆယ်ဒီနှစ်ခု scholarship ရထားရပါတော့တခြားတဲ့တော့ scholarship တွေကျွန်တော်မပြောတော့ဘူး so ဒီ webinar ကတော့ scholarship ရှောက်ချင်တဲ့သူတွေအတွက်အရန်ကိုအကျုံးဝင်နေမယ်ပေါ့နော်ဘာလို့လဲဆိုတော့ scholarship ရှောက်တယ်ဆိုတာ English အရန်ကောင်းတဲ့ယုံနဲ့မရဘူးဆိုတဲ့ဟာမျိုးပေါ့နော်ပြီးတော့တခြားရဲ့ experience တွေလည်း share ပြမယ်ပြီးလို့ရှိရင်တခြားသူစားအနေနဲ့ဒီအဓိကအဖြစ်ဒီညဖြစ်တဲ့ Child Dream Scholarship အကြောင်းပြောပြမှာဖြစ်ပါတယ် so okay အချိန်လည်းစပြီဆိုတော့ကျွန်တော်စလိုက်မယ်ပေါ့နော်အဲ့တော့ teacher သူစားကကိုယ့်ကိုအရင်ဆုံးမိတ်ဆက်မှာဖြစ်တယ်ပြီးလို့ရှိရင်သူ Child Dream Scholarship အကြောင်းပြောတော့မှာဖြစ်တယ်ပေါ့နော်အရင်ကြီးstress ဖြစ်စရာမလိုဘူး okay သူရဲ့ personal experience တွေကိုသူ share တော့မှာဖြစ်တယ်ပေါ့နော် so okay now I give the time to teacher Tuza okay so Tuza လိုက်ပေါ့နော်ဒီညတော့ teacher မဟုတ်တော့ sorry okay Tuza လိုက်ကိုအချိန်ပေးပါတယ် Hello. Yeah. So hi guys, nice to meet you all. Actually, I can see any of your faces because you guys turn off your camera. So anyway, so in the camera so that I don't feel like talking to the screen or like talking to myself as well. So ကျွန်တော်နာမည်ကတော့သူစားလိုင်းပေါ့နော်ကျွန်တော်ကလက်ရှိ23နှစ်ပါပြီးရင်ကျွန်တော်ကစကိုင်းရပေါ့နော်စကိုင်းမြို့နယ်တဲ့ဟာပေါ့စကိုင်းမြို့နယ်ဆိုတာစကိုင်းနာကပေါ့နော် Okay let me just say in short ကျွန်တော်ကဒီ2024မှာကျွန်တော်ရခဲ့တာပေါ့နော်တစ်နှစ်လောက်တော့ရှိပြီဒီ education teaching major နဲ့တက်နေရပါပေါ့နော်ကျွန်တော်တို့ဒီ Thai မှာရှိတဲ့ Asia Pacific မှာကျွန်တော်တို့ International University မှာဒီ Education and Teaching နဲ့ကျွန်တော်တို့တက်နေတာပေါ့နော်တစ်နှစ်လောက်တော့ရှိသွားပြီဒီနောက်ထပ်8လလောက်နေတော့2နှစ်ပြည့်ပြီပေါ့နော် exactly ဆိုရင်တော့ Okay ဆိုတော့အခုကျွန်တော် sharing စလိုက်တော့မယ်ပေါ့နော် Okay ဆိုတော့ဒီ Child String ကအားလုံးသိကြတဲ့အတိုင်းပဲပေါ့နော် It's been popular and quite famous in among Myanmar people ဆိုတော့ဒီမှာဒီတန်းမှာနည်းနည်းလေးနာမည်ကြီးတယ်ပေါ့နော်ဘာလို့ဆိုသူကဒီလူဦးရေလဲခေါ်တာများတယ်တခြား scholarship တွေထက်ဒီပေးတဲ့ဒီ tuition fee တွေပါတယ်ကလည်းအဲ့လိုမျိုးကျွန်တော်တို့ဆိုလောက်တယ်ပေါ့နော်သုံးရတာအဲ့လိုမျိုးအဆင်ပြေတယ်ဆိုတော့အရင်အဆင်ပြေတဲ့ scholarship လေးပေါ့ Okay ဆိုတော့သူ့ကိုဒီ2003ခုနှစ်မှာဒီ Child String scholarship က2003ခုနှစ်မှာစပြီးတော့တည်ထောင်ခဲ့တယ်ပေါ့နော်ပြီးသူက charitable non
not for profit association registered in Switzerland သူတို့တွေကဒီ Switzerland လူမျိုးတွေလို့သိရတယ်ပေါ့နော် Children ကိုတည်ထောင်ခဲ့တဲ့ဒီ founder တွေက Switzerland လူမျိုးတွေလို့သိရတယ်ပြီးရင်သူတို့က charity သဘောမျိုးပေါ့နော်ဒီအလူပေးတဲ့ဒါနသဘောလေးနဲ့အဲ့လိုမျိုး charity ပဲသူက non profit လည်းဖြစ်တယ်ပြီးရင် Swiss လူမျိုးတွေ and then သူမှာဒီတခြား operational permit တွေနဲ့မြန်မာမှာရှိတယ်ကမ္ဘောဒီးယားလာအိုနဲ့ Thailand တွေမှာရှိတယ်ပေါ့နော်ဒီ child string ရဲ့အခွဲတွေကဟာဆိုရင်ပြီးရင်သူ့ရဲ့ geographic scope အနေနဲ့လည်းကျွန်တော်တို့မြန်မာလာအိုကမ္ဘောဒီးယားနဲ့ Thailand တွေမှာရှိပါတယ်ကျွန်တော်တို့မြန်မာတစ်ခုထဲမှာပဲမဟုတ်ဘူးပေါ့နော်တခြားဒီလာအိုတွေကမ္ဘောဒီးယားတွေ Thailand တွေမှာလည်းကျွန်တော်တို့ရှိပါတယ်ပြီးရင်သူကဒီတစ်ခုရှိတာကတော်တော်များများကဒီ child string ကိုhigher education လို့ပဲပေးတယ်ထင်ကြတယ်ပေါ့နော်တကယ်တော့သူကဒီဗာလဲ basic education ကိုလည်းပေးတယ်ကျွန်တော်တို့ဒီ10တန်းမပြီးသေးတဲ့ကလေးတွေအဲ့လိုမျိုး high school သဘောမျိုးလေးတွေလည်းသူကပေးတယ်ပေါ့နော်မင်းမဟော်လို့ဘာလို့လဲသူတို့တွေ support လုပ်ပေးထားတာရှိတယ်ဆိုတော့ it's not only for about higher education they only support for basic education as well ဆိုတော့အခုတလုံးကိုပေးပါတယ်ဒါနည်းနည်းလေး digging လုပ်ကြည့်ရင်ပိုသိလိမ့်မယ်ပေါ့နော် this is just for knowledge as well anyway ဆိုတော့သူတို့ရဲ့ဒီ office တွေကဘယ်မှာရှိလဲဆိုရင်ကျွန်တော်တို့ဒီချင်းမိုင်မှာရှိတယ်ပေါ့နော်ချင်းမိုင်ရှိတယ်ပြီးရင်ကျွန်တော်တို့Siem Reap မှာရှိတယ်ပြီးရင်ရန်ကုန်မှာလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီ orientation တွေသွားရတဲ့ဟာဆိုရင်တော့ချင်းမိုင်ပေါ့ကျွန်တော်တို့ဒီပထမနှစ်တွေတနေ့အသစ်တွေပေးပြီးတိုင်းကျွန်တော်တို့သွားရတဲ့ဟာဒီချင်းမိုင်မှာပဲပေါ့နော်အဲ့တော့ကျွန်တော်ကဒါ credit ပေးထားပါတယ်ပေါ့ကိုစော်မွန်ရာရဲ့ information လေးကိုကျွန်တော်နည်းနည်းလေးယူသုံးထားတယ်ပေါ့နော်ဆိုတော့ I also give credit to him as well so ဆိုတော့ကျွန်တော်တို့ general information လေးကိုကြည့်ပါမယ်ဆိုတော့ scholarship are selected for selected undergraduate bachelor degree programs in Thailand ဆိုတော့သူတို့ကဒီ bachelor အတွက်ပဲကျွန်တော်တို့ပြောနေတဲ့ဟာတော့ခုလောလောဆယ်ကတော့ဒီ undergraduate အတွက်ပဲပေါ့เนาะကျွန်တော်တို့ master တွေ PhD တွေမဟုတ်ဘူးဒီ undergraduate အတွက်ပဲပေးတယ်selection is done once a year through an open competition ဆိုတော့ selection ကလည်းတစ်နှစ်မှာတစ်ခါပဲရှိတယ်ပေါ့เนาะကျွန်တော်တို့တချို့ program တွေဆိုရင်တစ်နှစ်မှာနှစ်ခါ6လတစ်ဖြတ်တွေပါလို့ရှိကောင်းရှိမယ်ပေါ့เนาะဒါပေမဲ့child string ကတော့ကျွန်တော်တို့တစ်နှစ်မှာတစ်ခါပဲပေးပါတယ်ဆိုတော့award are based on financial need academic record and work experience on long term goals ဆိုတော့သူတို့ရဲ့ award တွေကကျွန်တော်တို့ဒီ scholarship ဒီရွေးတယ်ဆိုတာပေါ့เนาะမျိုးမျိုးအခြေအနေမျိုးမျိုးရှိတယ်လူတယောက်ကဒီအရန်တော်နေပေမဲ့လည်းဒီ scholar မရတာတွေကြားဦးမှာပါဒီသူကဘာဖြစ်လို့လဲဆိုတော့သူကတယောက်ကဒီ financial need လိုနေရလားသူကကြည့်တယ်ပေါ့เนาะပြီးရင် academic record ဒီလူကတော့စာသိမ့်မတော်ဘူးဒါပေမဲ့သူ့ရဲ့ financially ကလိုအပ်နေရဆိုရင်လည်းပေးတယ်တချို့ကလေးတွေကြတော့ academic record အရန်ကောင်းတယ်အမှ6ဘာသာကုန်မှုတွေတို့စုတွေနှစ်တိုင်းရတာတို့အဲ့လိုမျိုး proof တွေပေါ့နော် academic record အရန်ကောင်းနေရင်လည်းရတယ်ပြီးရင် work experience ကိုကဒီ NGO တွေဒီကိုနဲ့ကို interested ဖြစ်တဲ့ level တွေမှာ work experience ခိုင်ခိုင်မာမာရှိထားလို့ဆိုရင်လည်းညနိုင်ကြီးများတယ်ပြီးရင် long term goal ကိုယ့်ရဲ့အစေးထဲမှာပြောနိုင်တဲ့ long term goal တွေကအရန်ကိုပဲသူတို့ကို attractive ဖြစ်စေနိုင်တယ်သူတို့တက်တည်ပြနိုင်နေဆိုရင်ကျွန်တော်တို့ရဖို့များတယ်ပေါ့နော်ဆိုတော့ priority is given to applicant who have a clear plan ဆိုတော့ to contribute ဒါကတော့ကျွန်တော်တို့scholarship တွေရဲ့ target တိုင်းပဲပေါ့နော်ဘယ် scholarship နေကျွန်တော်တို့တထေးကြီးတွေဖြစ်ဖို့လို့ပေးတာမဟုတ်ဘူးပေါ့နော်စီးပွားရေးလုပ်ငန်းရှင်တွေလုပ်ကြလို့ပေးတာမဟုတ်ဘူးပေါ့ကိုယ်နိုင်ငံကိုပြန်ပြီးတော့မှ contribute လုပ်ပေးနိုင်အောင်လို့ပေးတာပေါ့နော်ဒီဘာလဲဆီယမဆိုရင်လည်းဒါဆီယမတယောက်ဖြစ်သွားရင်တခြားကလေးတွေကိုကျွန်တော်တို့ဒီလိုအပ်နေတဲ့နေရာတွေမှာစာသင်နိုင်ဖို့ပေါ့နော် politics တွေ politician တွေဆိုရင်လည်းကျွန်တော်တို့ဒီလိုအပ်နေတဲ့ကိုယ်နိုင်ငံကျွန်တော်တို့နိုင်ငံဆိုပို့ပြီးတော့မှလိုအပ်ပါသေးတယ်အဲ့ဒါမျိုးနေရာတွေမှာကျွန်တော်တို့ပြန်ပြီးတော့မှအသုံးချနိုင်မှု apply လုပ်နိုင်မှုပေါ့နော်အဲ့တော့ main target ကကျွန်တော်တို့ to contribute back to our country ကျွန်တော်တို့နိုင်ငံကိုမြန်မာနိုင်ငံကိုပို့ပြီးတော့မှကောင်းအောင်လုပ်ဖို့ပေါ့နော်Okay ဆိုတော့ Children Scholarship ကဘာလဲပေါ့နော်အဲ့တော့သူက Children Scholarship ဆိုတာဒီ100%ထောက်ပံ့ပေးနိုင်တဲ့ organization ဖြစ်ပါတယ်ဆို
ဆိုတော့သူကဘာတွေထောက်ပံ့ပေးတော့ဆိုရင် tuition fee တွေเนาะ supplies တွေ living cost တွေ other emergency support တွေကိုသူကထောက်ပံ့ပေးတယ်ပေါ့เนาะဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီအသေးစိတ်ပြန်ကြည့်မယ်ပေါ့เนาะသိထားရမှာကကျွန်တော် Children Scholarship ဆိုတာဘာမှစိုက်စရာမလိုဘဲနဲ့ဒီလူအလုံးလိုက်လေးပဲလိုက်သွားပြီးတော့မှစာကောင်းကောင်းသင်နိုင်မှုလို့ထောက်ပံ့ပေးတဲ့ organization ဆိုတာသိရင်ရပြီပေါ့เนาะအဲ့တော့ 100% ပါ fully funded ပါဆိုတော့သူကဒီမှာ tuition fee ဆိုတာပေါ့နော် tuition fee ဆိုတာတကယ်တော့ကျွန်တော်တို့မြန်မာမှာလို့ကျောင်းစာသင် tuition အဲ့လိုမဟုတ် tuition fee ဆိုတာတကယ်တော့ university fee ပဲပေါ့နော် tuition fee ဆိုတာတကယ်တော့ university fee university မှာတက်ရတဲ့ course ဖိုးတွေအဲ့ဒါကို tuition fee လို့ခေါ်တယ်ပြီးရင် visa တွေကျွန်တော် visa extension တွေဆိုလည်းလုပ်ရတယ်ပေါ့နော်အဲ့ဒါတွေလည်း Children ကအကုန်တာဝန်ယူပေးတယ် in graduation fee နော် graduate မဖြစ်ခင်အထိပြောချင်တာဘွဲရတဲ့အထိသူတို့အကုန်တာဝန်ယူပေးတယ်ပေါ့နော်ပြီးရင် health insurance ဆိုလဲကျွန်တော်တို့ဒီ receipt တွေပြရတယ်ပေါ့နော်ဥမာဒါ normal process ကတော့ကျွန်တော်ဆို back pain ရှိတယ်ပေါ့နော်ကျွန်တော်ဆိုခါနာတဲ့ဝေဒနာရှိတယ်အဲ့ဒါဆိုရင်ဒါပထမဆုံးအနေနဲ့ကတော့ကိုယ့်ပတ်စံကိုခဏစိုက်ထားတယ်မှာဘတ်တစ်ထောင်ဘတ်နှစ်ထောင်ဒါပေမဲ့ကျွန်တော်တို့စေရုံကိုသွားပြပြီးတော့မှ receipt ရလာတဲ့အခါမှာကျွန်တော်တို့ mail နဲ့ပို့လိုက်ရင်ကျွန်တော်တို့တစ်ခါတည်းပဲပြန်ရတယ်ပေါ့နော် of course it takes time for about a week or for about 10 days but it's sure that you will get it back ပြန်ရမယ်ပေါ့နော်အဲ့ဒီပတ်စံတွေကဆိုတော့ तू က health insurance လည်း cover လုပ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာဒါခုနကငါဒါ tuition fee ပေါ့နော် supply အနေနဲ့ဆိုရင်ကျွန်တော်တို့ဒီ uniforms တွေ books တွေ stationery တွေ computer grant တွေအကုန်လုံး computer လည်းပေးတယ်ကျွန်တော်တို့ရဲ့အဖွဲ့အစည်းကscholarship တော်တော်များများကတော့ computer ဝယ်ဖို့ပေးတယ်ပေါ့နော်ဘတ်2000လောက်အထိကျွန်တော်တို့ရတယ်အဲ့ဒါက first year only ပဲပေါ့နော် first year ဆိုတာပထမနှစ် scholar စရတဲ့နှစ်ကိုသူကဒီ computer in case you can afford for that ပေါ့နော်ဒါမတက်နိုင်ဘူးလို့ထင်ရတဲ့အခြေအနေမျိုးတွေရှိနိုင်လို့သူတို့ကဒါ computer grant လည်းကျွန်တော်တို့ပေးတယ် uniform ဘိုးတွေဆိုရင်လည်းတစ်နှစ်ကိုတစ်ခါပေးတယ်ပေါ့နော်လုံးလုံးလောက်ထောက်ပံ့ပေးပါတယ်ပြီးရင်ကျွန်တော်တို့rent တွေ food တွေဒီနေစိတ်စားစရိတ်လည်းဘာမှမပေးရအောင်သူတို့ကအကုန်ပေးတယ်ပေါ့နော်ဥမာဒါကတော့ကိုတက်ချင်တဲ့ကျောင်းလိုက်ပေါ့ဥမာကိုကဒီကျွန်တော်တို့ Asia Pacific မှာဆိုရင်တစ်လကို3500ပေါ့နော်နေစရိတ်စားစရိတ်ကတော့9400ကျွန်တော်တို့ပေးတယ်အဲ့တော့တစ်လကိုကျွန်တော်တို့က8900လောက်ရတယ်ပေါ့နော်ဘတ်8900ဒါဒီ let's say ပေါ့နော်ဘတ်9000လောက်ကျွန်တော်တို့ရတယ်အဲ့ဒါကကျွန်တော်တို့ကိုယ့်ရဲ့နေစရိတ်စားစရိတ်ပေါ့နော်ကျန်တဲ့ tuition fee တွေ visa fee တွေဒီဘက်က graduation fee တွေအကုန်လုံးကသူတို့ university ကိုဒီ semester တွေဖွင့်တာနဲ့ invoice တွေရတာနဲ့တခါတည်းပေးပြီးသားပေါ့နော်ဒါတွေကကျွန်တော်တို့တွေကို personally လွှဲတယ် but you will know better if you get it ပေါ့နော်ပို့ scholar ရရင်ပို့သိလာလိမ့်မယ်ပေါ့နော် I'm just explaining so ဒီဘာလဲ health insurance အနေနဲ့လည်းသူတို့ကဒါအကုန်လုံး step by step လုပ်ပေးတယ်ပေါ့နော်ကျွန်တော် receipt တွေပြတာနဲ့ကျွန်တော်တို့တခါတည်းပြန်ပြီးတော့မှ cover လုပ်ပေးတယ်ပေါ့နော်ဒါကတော့ Children က cover လုပ်ပေးတဲ့ဟာတွေပါကျွန်တော်တို့ဒီနိုင်ငံသားမှာတစ်ဖက်မှာလာတက်ရတယ်ဆိုတာဒီအကုန်လုံးပဲပေါ့နော်ကျန်းမာရေးကိစ္စတွေရှိတယ်နော်လူရေးကိစ္စတွေရှိတယ်အဲ့လိုမျိုးတွေသူတို့ကအကုန်လုံးထောက်ပံ့ပေးတယ်ပေါ့နော် orientation တွေခေါ်ရင်လည်း transportation fee တွေကကစားအကုန်ပြန်ပေးတယ် so you don't worry so much နော် about like financial အတွက်အရင်စိုးရင်ကြမလိုပါဘူးဆိုတော့ eligibility requirements လေးတွေကိုကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့နော်ဒီအခုကကျွန်တော်တို့စလျှောက်ဖို့အတွက်လာပြီပေါ့နော်စလျှောက်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတာကျွန်တော်တို့ပြောတော့မှာပေါ့ဆိုတော့ဒီနိုင်ငံသားအနေနဲ့เนาะ you need to be a Myanmar or Cambodian national and max have or able to obtain a passport ဆိုတော့ကျွန်တော်တို့ဒီမြန်မာလူမျိုးဖြစ်ရမယ်ဒါမှမဟုတ်လေ Cambodian လူမျိုးဖြစ်ရမယ်ပေါ့နော် Cambodia တွေဖြစ်ရမယ်ဆိုတော့သူကမြန်မာနဲ့ Cambodia ကိုပေးတာကိုကျွန်တော်တို့ orientation သွားရင်လည်း Cambodia 2ယောက်3ယောက်ပါတယ်ပေါ့နော်ဆိုတော့ mostly like we are from Myanmar 40လောက်ပေးတယ်ဆိုရင်အများဆုံးကတော့မြန်မာနိုင်ငံကများတယ်ဒါပေမဲ့ Cambodian လေးတွေကြောက်ကြားလေးပါတယ်ပေါ့နော်ဆိုတော့မြန်မာနိုင်ငံသားဖြစ်ဖို့လိုပါတယ်ကျွန်တော်တို့ကဒါမြန်မာတွေပဲဆိုတော့ပေါ့မြန်မာတွေပဲ target ပြောလိုက်တော့မြန်မာနိုင်ငံသားဖြစ်ဖို့လိုတယ်ပြီးရင်ကို့မှာ passport ရှိထားရင်ပိုကောင်းတယ်ကိုကဒီ scholar ကိုရှောက်ဖို့လို့လားလာဆိုတာထက်
ရှောက်ဖို့လို့တေချာတလောက်ရှိတယ်ဆိုရင်တော့ passport လုပ်ထားတာအကောင်းဆုံးပဲပေါ့နော်ဘာလို့လဲဆိုတော့နောက်ဆုံး interview တွေပြီးတဲ့အခါကျရင် passport ရှိတဲ့လူကပို့ပြီးတော့အားတာတယ်ပေါ့နော်အဲ့ဆိုဒီလူရေချင်းရှင်လိုက်တဲ့အခါမှာခေါ်ဖို့လွယ်တဲ့လူကိုပဲကျွန်တော်တို့ခေါ်သွားတယ်ပေါ့နော်အဲ့တော့ passport ကင်ထားတဲ့လူတွေကပြနိုင်တဲ့လူတွေကဒါရဖို့ခွင့်ရများတယ်အသက်အနေနဲ့ကျွန်တော်တို့30ထိ up to 30ထိကျွန်တော်တို့ရတယ်20ကျော်ကြီးလဲရတယ်ပေါ့နော်အသက်30ထိရတယ်30ကျော်သွားတော့ကျွန်တော်ရှောက်လို့မရတော့ဘူးအဲ့တော့ဒီ information တွေကကျွန်တော်ဒီနှစ် information တွေယူထားတာပေါ့နော်လုံးဝဒါ update information တွေဘာလို့လဲဆိုတော့ဒီနှစ်နဲ့ကလည်းမတူဘူးဒီနှစ်ဆိုရင်ကျွန်တော်တို့preparation time 2လပဲရတယ်ပေါ့နော်ကျွန်တော်တို့တော့က3လရတယ်ဒီဇင်ဘာမှာဖွင့်ပြီးတော့မှmatch လောက်မှာကျွန်တော်ပိတ်တာခုကကျတော့အဲ့လိုမျိုးကျွန်တော်ခဏနေ timeline ထဲမှာပြောမယ်နော်ဒါဒီနေ့ကတလားဖြုတ်လိုက်တယ်သူတို့တွေရက်ကိုနည်းနည်းတိုးထားတယ်ပေါ့နော်ဆိုတော့ financial need အနေနဲ့ကျွန်တော်တို့like mass clearly need financial support low family income preventing access to university ဆိုတော့ဒါ financial need ကလေးတွေအနေနဲ့ financially လိုအပ်နေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ clearly ပြနိုင်ရမယ်ပေါ့နော်တော့ကိုကဒီ low family class ကလာပါတယ်ဆိုတဲ့အကြောင်းတွေကျွန်တော်တို့အဲ့လိုမျိုးလေးတွေပြနိုင်ရမယ်အဲ့တော့ခုနကကျွန်တော်ပြောခဲ့သလိုပဲဒီကလေးတယောက်ကို scholarship ပေးဖို့သူကဘာလိုအပ်နေရလဲပေါ့နော်သူ့မှာရေချင်းကောင်းနေအရန်ကိုပဲ academic record ကောင်းနေရရှိတာဒါမှမဟုတ် financially လိုအပ်နေရလားပေါ့နော်ဒါမှမဟုတ် work experience ကပဲသူ့ကိုပေးစေဖို့ဖြစ်နေရလားပေါ့တခုခုမှကျွန်တော်တို့ excel ဖြစ်နေရဖို့လို့ခွင့်ရများတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ no other scholarship ပေါ့နော် cannot be receiving partial or full funding from other scholarship program ဆိုတော့တို့ scholarship တွေဆိုတာ child train ကိုရှောက်လို့ရသွားရင် child train တစ်ခုတည်းပဲ accept လုပ်ထားရမယ်ပေါ့နော်တခြား scholar တွေလက်ခံလို့မရဘူးဒါတော့ကျွန်တော်တပ်ပါတီဝင်လို့မရဘူးပေါ့နော်ဥပမာကျွန်တော်တို့ scholar တွေဆိုအများကြီးရှိတယ်ဟုတ်နော် child train ရှိတယ်ကျွန်တော်တို့ prospect ဘာမှရှိတယ်ကျွန်တော်တို့ကျောင်းမှာဆို daughter rising cotton တို့အများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီ child train ကတော့သူ့ကိုရပြီးသွားရင်တခြားတပ်ပါတီဘာမှဝင်လို့မရဘူးတခြား scholarship တွေကနေကျွန်တော်တို့လက်ခံထားလို့မရဘူးဒါပေမဲ့scholarship child train ကရသွားပြီကျွန်တော်တို့လက်ခံပြီးသွားပြီဒါပေမဲ့ကိုတက်နေတဲ့ကျောင်းကနေပြီးတော့မှ tuition fee သက်သာအောင်ပါလာလို့တော့ scholarship ထပ်လျှောက်ထားမျိုးရှိတယ်ဒါကကြတော့အရင် internet ဆန်သွားပြီကိုတက်နေတဲ့ class တွေ tuition fee တွေသက်သာအောင်လို့လျှောက်တာဒါမျိုးကကျွန်တော်တို့လက်ခံလို့ရတယ်အဲ့လိုမှမဟုတ်ဘူးမေးချင်တာလေးရှိရင် Q&A မှာကျွန်တော်မေးလို့ရတယ်နော်မှတ်ထားလို့ရပါတယ်နည်းနည်းလေးရှုပ်မယ်လို့ထင်လို့ပေါ့နော်အဲ့တော့ပြောချင်တာက official scholarship တွေကိုနှစ်ခုတွေကျွန်တော်လက်ခံလို့မရဘူး child train scholar ကိုလက်ခံမယ်ဆိုရင် child train တစ်ခုပဲလက်ခံလို့ရမယ်တခြားသက်ပါတီဝင်လို့မရဘူးဟုတ်ပြီနော်အဲ့ဒါလေးရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီ scholar ရဲ့ participant တွေဖြစ်သွားတာနဲ့အများသူတို့ရဲ့ process တွေ rules and regulation တွေကိုလိုက်နာရတော့မှာပေါ့နော်အခု orientation ဆိုကျွန်တော်တို့ထလိုက်ရမယ်အခု dinner ဆိုကျွန်တော်ထသွားမယ်အခုဗာလဲ workshop ဆိုကျွန်တော်ထတက်ရတယ်ပေါ့နော်ဆိုတော့ you need to be a member of them you need to be a real child of them ပေါ့နော်သူတို့ရဲ့ကလေးတွေကျွန်တော်ဖြစ်နေဖို့လိုတယ်ဆိုတော့ note အနေနဲ့ကျွန်တော်တို့ဒီမှာဆိုရင် tuition waiver ဆိုfinancial support from the university is acceptable ဒါလေးပေါ့နော်ကျွန်တော်တို့တပ်ပန်တီဝင်လို့မရဘူးဆိုတော့လည်းပဲကျွန်တော်တို့ tuition fee တွေတက်တာအောင်လို့မို့ tuition fee ဆိုတာ university cost တွေဥပမာကျွန်တော်ဆိုရင် child train ရထားတဲ့ participant အဲ့တော့ Asia Pacific မှာတက်နေတယ်အဲ့တက်နေတဲ့ course ဘိုးတွေတက်တာအောင်လို့မို့ဒီကျောင်းကို scholar ထပ်လျှောက်လို့ရတယ်ကျောင်းကို course ဘိုးတွေမှာcost fee ကကျွန်တော်1000ဆိုရင်8000လောက်ရော့အောင်လို့ကျွန်တော်ကစာစူးစမ်းပြပြီးတော့ကျွန်တော် university ကိုတက် university scholarship 6တာမျိုးအဲ့လိုရတယ်ဒါကကျတော့ကိုတက်နေတဲ့ course တွေတက်တာအောင်လို့မျိုးလောက်တာဒါကို child train ကလက်ခံတယ်အဲ့တော့တခြားအကြီးသားဒီတက်ပါတီဝင်တာမျိုးမရဘူးပေါ့နော်တခြား scholarship ကိုပြန်လို့လက်ခံတာမျိုးမရဘူးဆိုတော့ education background အနေနဲ့12 years of education ရှိရမယ်ပေါ့နော်or hold a certificate allowing university admission ဆိုတော့အဲ့ဒါကဘာကိုပြောချင်တာလဲဆိုရင်ဒီမှာဒီ or ရဲ့အရှိကိုတစ်ခေါက်ရှင်းပြမယ်ပေါ့နော် must have completed 12 years of education ဒီ12တန်း education ပြီးထားရမယ်ပြောချင်တာကျွန်တော်တို့မြန်မာနိုင်ငံ10တန်းကဒီဘက်မှာလာပြီးတော့တိုးလို့မရဘူးပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်တက္ကသိုလ် second year လောက်ပြီးထားရမယ်ကျွန်တော်ဆိုရင်ကံကောင်းတာကဘာလဲဆိုကျွန်တော်က second year တက်နေတော့ပထမတစ်ဖြတ်တက်နေတော့မှရှိသေးတယ်အဲ့ဆိုကျွန်တော်က GED တွေဘာတွေဖြည့်ကြမလို့အဲ့လိုမှမဟုတ်ဘူးကိုက10တန်းပဲအောင်ထားတယ်ဆိုဒီမှာ
hold a certificate allowing university admission အဲ့တော့ GED IGCSE ဒါသူတို့လက်ခံနိုင်လောက်မဲ့ဟာတစ်ခုခုကျွန်တော်တို့ hold လုပ်ထားရမယ်ပေါ့နော်တာမဆက်တို့မဟီတော့တို့လားမသိဘူးအဲ့ကျောင်းတွေဆိုတကယ် grade ကျောင်းတွေဆိုရင် GED မှာ GED မပါရင်မရဘူးပေါ့နော်အဲ့တော့ကျောင်းတိုင်းကလည်းလိုအပ်ချက်တွေလိုချင်တာတွေဒီ documents တွေမတူကြဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်ခဏနေမှကျောင်းတွေပြောမှကျွန်တော်ထပ်ရှင်းပြပါမယ်လောလောဆယ်ကျွန်တော်ဗာတိထားရင်လည်းရပြီဆိုရင်12တန်း education ရှိထားရမယ်เนาะ12တန်းဆိုကျွန်တော်တို့ပြောမယ်ဆိုရင်တော့လူဟောင်းတွေဆိုရင်တော့ second year လောက်ပေါ့เนาะတက္ကသိုလ် second year လောက်ထိပြီးထားရမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ဒီသူတို့ရဲ့အရေးချင်းနဲ့ eligible ဖြစ်ပါတယ်ဆိုတော့ကျွန်တော် certificate IGCSE တို့ GE တို့ကျွန်တော်ရှိထားရမယ်ပေါ့เนาะa language skill အနေနဲ့ကျွန်တော်တို့ proficient in English or Thai depending on the program ဆိုတော့ Thai ကတော့ကျွန်တော်တို့မလိုဘူးပေါ့เนาะကျွန်တော်တို့လိုတာ English ပဲ English ကိုကျွန်တော်တို့ proficient ဆိုတာထက်ကောင်းကောင်း communicate လုပ်နိုင်ရပြီပေါ့เนาะကျွန်တော် intermediate လောက်ရှိရင်ရပြီ B1 B2 လောက်ရှိရင်ရပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့ listening speaking လေးတွေတော့ကျွန်တော်တို့ကောင်းကောင်း communicate လုပ်ဖို့လိုမယ်အရင်အဲ့လိုမျိုး C1 C2 တွေထိလောက်တော့ကျွန်တော်တို့ရှိရမလို့ဒီ university ကိုရှောက်ဖို့လို့ပေါ့เนาะအဲ့တော့ငါတော့เนาะ English ကြီး advance ဖြစ်သွားမှရှောက်မယ်လို့တော့လည်းတွေးကြမလို့intermediate အပိုင်း intermediate လောက်ရှိရင်ကိုကျွန်တော်တို့ရိုက်ဘာလို့ဆိုတော့ဒီမှာကကျွန်တော်တို့ဟုတ်တယ် international school တွေဆိုတော့ကျွန်တော် English လိုပဲပြောရတယ်ပေါ့နော်အဲ့ဒါလေးတော့ရှိတယ်ဒါပေမဲ့အရင်ဟိုနေတိုင်းကြီးကျွန်တော်တို့ဆရာမတွေလို့ပြောနေမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ communicate လုပ်နိုင်နေဆိုရင်ရပြီပေါ့နော်အကြောင်းမှာတော့ presentation တွေလုပ်ရတယ်အဲ့ဒီအခါကျရင်လည်း English လိုပဲပြောရတယ်ပေါ့နော်အကြောင်းမှာပတ်သက်တဲ့ဟာတွေအကုန်လုံးကတော့ကျွန်တော် English လိုပဲပြောရပါတယ်ဆိုတော့စောနာပြောလို့ပဲ B2 လောက်ရှိရင် upper intermediate လောက်ရှိရင်ရပြီပေါ့နော်ဆိုဒီမှာဆိုရင်ဒီဟာက university requirement တွေကိုကျွန်တော်တို့ check ရမယ်ပေါ့နော်ဒီတကြောင်းနဲ့တကြောင်းနဲ့ကလိုအပ်ချက်တွေမတူလို့ကျွန်တော်အဲ့ဒါကိုဒီခဏနေမှ university ကျောင်းတွေပြောမှကျွန်တော်အသေးစိတ်ပြောပြမယ်ပေါ့နော်အဲ့တော့ other ဒီ eligible requirements တွေကိုကျွန်တော်ပြောပြပါမယ်ဆိုတော့ဒီ university ကိုကျွန်တော်တို့ independently ကျွန်တော်တို့ရှောက်ထားရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကိစ္စကလည်းတော်တော်လေးကိုပဲကြရက်ပေါ့နော်ဒီ scholar လျှောက်တဲ့အခါမှာအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ acceptance letter ပေါ့နော် acceptance တချို့ကလည်းပြောကြတယ် acceptance letter ရထားရင် scholar ရဖို့ကလွယ်တယ်လို့ပါတော့လို့ပြောကြတယ်ဆိုတော့ acceptance letter ဆိုတာじゃကိုလျှောက်ချင်တဲ့အကြောင်းရဲ့ acceptance letter ဥပမာကျွန်တော်ဆိုရင် APIU တက်နေတာပေါ့နော် APIU ရဲ့ acceptance letter ကိုရအောင်လုပ်ထားဖို့လိုတယ်ပေါ့နော်ဒါဆိုရင်ချိုင်းတွင်းကအဲ့လိုမျိုးရနိုင်ပြီးပုံများတယ်လို့တချို့ကလည်းပြောကြတယ်ဆိုတော့ရထားရင်တော့အကောင်းဆုံးပဲပေါ့နော်ကျွန်တော်တို့ကျောင်းနေဆိုရင်ဝင်ခွင့်အရန်လွယ်တယ်အရန်မခက်ဘူးအရန်လွယ်တယ်တချို့ grade ကျောင်းတွေမဟီတော့တို့တာမဆက်တို့ဆိုအရန်ခက်တယ်ဘလောက်မင်းမဘလောက်ပဲတော်နေသူတို့ criteria တွေနဲ့မပြည့်ရင်ဘယ်လောက် scholar တွေရထားတာမရဘူးဆိုတော့ဒါကျွန်တော်တို့ကတော့ကျွန်တော်တို့ကြိုက်တဲ့ major ကိုတက်နေလို့ပေါ့နော်တခြားဒီ policy တွေနဲ့သွားတဲ့ကျောင်းတွေဆိုရင်အဲ့လိုမျိုး acceptance letter ရထားမှဒီ child train ကလည်းပေးဖို့လို့ရမယ်ပေါ့နော်အဲ့တော့အခုလေကျွန်တော်ပြောနေတဲ့ထဲမှာ child train နဲ့ university နဲ့နှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ child train ဆိုတာကじゃစာသင်တဲ့အဖွဲ့အစည်းမဟုတ်ဘူးစာသင်ဖို့လို့ငွေကြေးထောက်ပံ့တဲ့အဖွဲ့အစည်းပဲစာသင်ဖို့လို့ငွေကြေးထောက်ပံ့တဲ့အဖွဲ့အစည်းဒီ university တွေကတက်ပေါ့နော်ဥပမာပြောရမယ်ဆိုရင် child train ကကျွန်တော်တို့ဖုန်းကြီးကျောင်းနဲ့တူတယ်ပေါ့နော် child train ကじゃဖုန်းကြီးကျောင်းတွေကျွန်တော်တို့တက်ချင်တဲ့ဟာတွေကကြတော့ကျွန်တော်တို့စာသင်ကျောင်းတွေနဲ့တူတယ်ဒီဖုန်းကြီးတွေကနေပြီးတော့မှသွားတော့မင်းတို့စာသင်နေတဲ့ကျောင်းကိုသွားတက်ချီငါတို့တွေဖုန်းကြီးတွေကနေထောက်ပံ့ပေးမယ်ဆိုတဲ့သဘောဆိုတော့ဒီ university ဖြစ်တဲ့စာသင်ကျောင်းတွေစီကနေ acceptance letter ရမထားရင်ဘုန်းကြီးတွေကဘလောက်ပဲထောက်ပံ့ခြင်းနေပါလေပြောတော့ထောက်ပံ့ပေးလို့မရဘူးဆိုတော့ acceptance letter ရဖို့လို့ criteria တွေပြည့်ဖို့လို့ requirements တွေဒီကိုက်ညီနေဘူးကကိုယ့်ရဲ့တာဝန်ပေါ့နော်အဲ့ဒါကိုပြောတာ university ကိုကျွန်တော်တို့ရှောက်ထားရမယ်သူတို့ရဲ့လိုအပ်ချက်တွေကိုစုံစမ်းပြီးတော့မှမေးတွေပို့ပြီးတော့မှဒါကိုယ့်ဟာကို independently လုပ်ထားရမယ်ဆိုတာကိုယ့်ရဲ့တာဝန်ပေါ့နော်ကျွန်တော်တို့ကျောင်းလိုကတော့တိတ်မလို့ဘူးအေးအေးဆေးဆေးပဲဆိုတော့full time bachelor degree programs only ကျွန်တော် child train ကကျွန်တော်တို့ full time ပေါ့နော်၄နှစ်စလုံး full time သူတို့ကဒီ support လုပ်တဲ့ဟာ
ပြီးရင် part-time or distance learning programs are not eligible ဆိုတော့2 နှစ်ပဲတက်ချင်တာတို့ဒါမှမဟုတ်ရင်အိမ်ကနေပဲတက်မှာတို့မရဘူးเนาะ4နှစ်တလုံးပေးမယ် in person လာတက်ရမယ် part-time နေเนาะအိမ်ကနေတက်တာမျိုးတွေ distance နေကျွန်တော်တို့မရဘူးပြီးရင် language or preparation course เนาะခုနက S degree credit are not supported ဆိုတော့ဒီဟာတွေကဒီ children မရခင်ဖြည့်ထားတဲ့လောက်ထားတဲ့ course တွေကသူတို့ထောက်ပံ့မပေးဘူးပေါ့เนาะပြောချင်တာကကို participant selected ဖြစ်သွားပြီဆိုမှသူတို့ကဒီ necessary step တွေကိုထောက်ပံ့မှာဒီသူတို့ရဲ့ pre degree language တွေမှာထားပါတော့ကျွန်တော်တို့ကဒီ children ရချင်လို့ဆိုပြီးတော့မှ IELTS တွေကျွန်တော်တို့လောက်ကြတယ်ပေါ့เนาะ I fee တွေသူကထောက်ပံ့မပေးဘာဖြစ်လို့လဲဆိုတော့ you are not the member of them yet ဒါ children participant officially မဖြစ်သေးလို့ပေါ့เนาะအဲ့လိုမျိုးထောက်ပံ့မပေးဘူးပြောချင်တာ scholar မရခင်ကိုလောက်ထားတဲ့ကို study လောက်ထားတဲ့ဟာတွေကိုသူကထောက်ပံ့မပေးဘူး scholar official ရသွားပြီဆိုမှလိုအပ်တာတွေကိုထောက်ပံ့ပေးမှာဟုတ်ပြီနော်နားမလည်တာရှိရင်ခဏနေ Q&A ပါမေးလို့ရပါတယ်ဆိုတော့ family members of current children scholars are not prioritized not declaring this may cause cancellation ဆိုတာကြတော့သူကဒီမိသားစုတစုမှာဒီ scholarship ကိုတယောက်ပဲထောက်ပံ့ပေးတယ်ပေါ့နော်ဥပမာကိုယ့်အိမ်မှာလူကဆိုတာကဒီ sibling တွေဒီညီကိုမောင်နှမတွေက8ယောက်လောက်ရှိရထားပါတော့အဲ့ထဲမှာကိုက scholar ရထားတယ် children scholar ရထားတယ်အဲ့တော့အဲ့ဒါကိုကိုကမပြောကိုညီမထက်လျှောက်တယ်ဒါအဲ့လိုမျိုးပြောချင်တာမိသားစုတစုမှာ children scholarship 2ယောက်ထောက်ပံ့မပေးဘူးလို့ပြောတာသိရင်တခါလေသူက cancel မှာတမိသားစုကိုသူကတယောက်ပဲထောက်ပံ့ပေးမယ်မတိကျိုးကြုံပြုပြီးတော့မှဒီ scholar ကိုထက်လျှောက်တယ်ပါနိုင်ကြီးတွေဖြစ်နေပဲဆိုရင်တိချင်းသူတို့ကဒါ cancel လုပ်မယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့အဲ့ဒါကြောင့်ကျွန်တော်တို့ found တွေမှာလည်းတခါတည်းပါတယ်မင်းတို့ရဲ့ history ထဲမှာ children scholar ရထားတယ်လို့ရှိလားဆိုပြီးတော့သူက found ဖြည့်ကြတဲ့တခါတည်းမေးတယ်ပေါ့နော် so you need to be honest as well students already at the university are not prioritized considered only in special cases like previous scholarship loss ဆိုတော့ဒါကဘာကိုပြောရလဲဆိုရင်ကျွန်တော်တို့university မှာကျွန်တော်တို့တခြား scholarship ရထားတဲ့လူတွေကို prioritize လုပ်မပေးဘူးပေါ့နော်ဥပမာအဲ့ဒါဘယ်လိုပြောရလဲဆိုရင်ကျွန်တော်တို့ DISP တွေလေ DISP scholarship သမားတွေကြားလိုက်လားမသိဘူးကျွန်တော်တို့နဲ့တူတူရတာပဲတစ်နှစ်ထဲတွေပဲဒါပေမဲ့ပထမနှစ်တက်ပြီးတဲ့နောက်မှာ Donald Trump ကကျွန်တော်တို့ ice scholar တွေကိုဖြတ်ချလိုက်တယ်ပေါ့နော် ice scholar တွေမပေးတော့ဆိုတော့အဲ့လိုမျိုး case ဆိုရင်တော့အဲ့လိုကလေးတွေကိုသူတို့က consider လုပ်ပေးတယ်ဒါတဝက်တစ်ပြက်နဲ့ပေါ့နော်တခြားနိုင်ငံမှာလည်းရောက်နေတယ်တစ်နှစ်လဲတက်ပြီးသွားပြီဆိုတော့ဒါဒီကလေးမျိုးတွေကိုသူတို့ကဒါစဉ်းစားပေးတယ်ပေါ့အဲ့လိုမှမဟုတ်ဘူးကိုက university တခုကိုလည်းတက်နေသေးတယ်ဒီဟာကိုလည်းထပ်လျှောက်တယ်ဆိုရင်မရဘူးဟုတ်ပြီနော်အမ previous scholarship loss ဆိုတာဒါအဲ့ diff တွေဖြစ်သွားတဲ့ပုံစံမျိုးပဲပေါ့နော်သူတို့တွေဒါတကယ်ဟိုအဲ့တော့ကအဲ့လိုမျိုးဖြစ်သွားပြီးတော့မှတခြား organization တွေလိုက်ရှာရတယ်ပေါ့နော်သူတို့ရဲ့ study ကို continue လုပ်ဖို့အတွက်အဲ့တော့ဒါ student year 1တွေကို semester 1တွေကို priority ပေးတယ်ဆိုတာတော့ဒါပြောချင်တာလူသစ်တွေကိုပဲ priority ပေးတယ်လို့ပြောချင်တာပေါ့နော်ဒီလိုမျိုးတခြား scholarship တွေ loss ဖြစ်ထားတာတွေတို့ရန် priority မပေးဘူးဒီလူသစ်တွေပထမနှစ်ဆက်စာရှောင်မဲ့ new participant တွေကိုပဲ priority ပေးတယ်လို့ပြောချင်တာနော် okay so let me go to the next one ဒါကတော့ကျွန်တော်တို့ timeline လေးပေါ့နော်ကျွန်တော် timeline လေးဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဒီဇင်ဘာကနေကျွန်တော်တို့January က application form တွေ distribute လုပ်ထားတယ်ပေါ့နော်ပြီးရင်30 Jan က application deadline ဆိုတော့ကျွန်တော်တို့ဒီဇင်ဘာမှာစဖွင့်တယ်ဒီဇင်ဘာ January ဆိုတော့ကျွန်တော်တို့2လပဲရှိတယ်ပေါ့နော် January 30ဆိုသူကပိတ်မှာကျွန်တော်တို့နှစ်တုန်းက3လပေးတယ်အဲ့ဆိုတော့ကျွန်တော်တို့ fully prepare လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုကဒီ scholar ကိုသိတာနောက်ကျသွားလို့ပါလို့ဆိုရင်လည်းနောက်နှစ်ထပ်လျှောက်လို့ရတယ်ဘာဖြစ်လို့ဆိုတော့တရားနှစ်တိုင်းဒီဇင်ဘာဆိုရင်ဖွင့်ပြီပေါ့နော်အဲ့တော့လိုအပ်တဲ့ဟာတွေကလည်းတော်တော်များတယ်ကျွန်တော်စုရမယ့် document တွေလုပ်ရမယ့်ဟာတွေတော်တော်များတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စုထားလို့ရပါတယ်ဒါ knowledge လည်းသိသွားပြီဆိုတော့ပေါ့နော်သူက2လဖွင့်ထားတယ်ကျွန်တော်ဒီနှစ်မှာဆိုရင်ဒါဒီနှစ်ရဲ့ဟိုပါတွေပေါ့နော်30 Jan ကကျွန်တော်တို့ application deadline ပြီးကျွန်တော်တို့ February မှာ January ဆိုသူကပိတ်ပြီး February မှာဆိုရင်သူတို့ဒီ application တွေ screen လုပ်တယ်ပေါ့နော်သူတို့အဲ့ form တွေစစ်တယ်30 January midnight ဆိုတာနဲ့ဒါ form တွေကကျွန်တော်တို့ပိတ်သွားပြီပေါ့နော်အဲ့ဒါ application ထပ်တင်လို့မရတော့ဘူး February တစ်လလုံးမှာသူတို့တွေ
အဲ့ကျွန်တော်တို့ found တွေကျွန်တော်တို့တင်ထားတဲ့ found တွေကိုစစ်တယ်ပြီးရင်သူတို့ရဲ့ဒီ candidate တွေကိုရွေးချယ်ခံရတဲ့ candidate တွေကိုဒီ interview အတွက်ခေါ်တယ်ပေါ့နော် interview အတွက်ခေါ်တယ်ပြီးရင်ကျွန်တော်တို့ April May မှာ interview result တွေကို email လုပ်တယ်အဲ့တော့ April နဲ့ May ကြားထဲမှာသူတို့ဗာလဲ interview result တွေပို့တယ်ပေါ့နော် whether you success or fail သူတို့တွေ mail ပို့ပါတယ်ပြီးရင်အဲ့တော့ interview ကလည်းကျွန်တော်တို့ online နဲ့ပဲဖြေရတယ်ပေါ့နော် Zoom နဲ့ပဲကျွန်တော်တို့ Zoom နဲ့ပဲဖြေရတယ်အဲ့တော့ interview ကိစ္စပြောရမယ်ဆိုရင်ကျွန်တော်တို့ပထမဆုံး found တွေတင်လိုက်ပြီး found တွေထပ်လိုက်ပြီးဆိုတာနဲ့ဒီပါတဲ့လူတွေပေါ့နော် April May လောက်ဆိုရင်သူတို့ interview ပါတဲ့လူတွေကိုမေးပို့တယ်အဲ့တော့ကျွန်တော်တို့နှစ်ကတော့40လောက်ပေါ့နော်40လောက်40ရွေးတယ်ဒါပေမဲ့သူတို့ဘယ်လောက်ထိ interview လုပ်လဲဆိုတော့ကျွန်တော်တို့မသိရဘူးဥမာ40လောက်ခေါ်ရင်တော့50 60လောက်တော့လုပ်မှာပေါ့နော်အဲ့ဒီထဲမှာမကြိုက်တဲ့ဟာတွေကျွန်တော်တို့ cancel မှာပေါ့ဆိုတော့အဲ့ဒီ interview ဖြေမဲ့အချိန်နဲ့မေးပို့တဲ့အချိန်နဲ့တစ်ပတ်10ရက်လောက်တော့ကြာတယ်ဥမာမေးပို့ဖို့interview ပါတယ်လို့မေးပို့လိုက်ပြီဆိုရင်ကျွန်တော်နောက်ထပ်10ရက်လောက်နေဆိုရင် interview လုပ်ပြီပေါ့နော်အဲ့တော့ you have for about a week or 10 days to prepare for the interview ဆိုတော့တစ်ပတ်10ရက်လောက်တော့ကျွန်တော်တို့ interview ပြင်ဆင်ချိန်တော့ရှိတယ်ပေါ့နော်ကျွန်တော်တော့က interview ပါမယ်ဒါအောင်ကျွန်တော်မသိဘူးအဲ့ဟာလည်းကျွန်တော်ရဲ့ခုဒီ memory ပဲဖြစ်နေတာပေါ့နော်ကျွန်တော်တော့က email တွေကျွန်တော်နှစ်ခုရေးခဲ့တာပေါ့နော် file ထဲမှာနှစ်ခုရေးခဲ့တယ်အဲ့တော့သူတို့တွေဘယ်တစ်ခုကိုပို့လဲတော့မသိဘူးကျွန်တော်လည်းချိုင်းတွင်းက mail တွေပို့နေပြီ interview mail တွေပို့နေပြီဆိုတော့ကျွန်တော်လည်း like စစ်တယ်ကျွန်တော် mail တွေ spam ထဲမှာ like စစ်တယ်ကျွန်တော်မပါဘူးပဲထင်တာပေါ့နော်ဒါပေမဲ့မပါဘူးပဲထင်ပြီးကျွန်တော်စိတ်ဓာတ်တွေကျပြီးတော့အလုပ်တွေပဲဆက်လုပ်နေတယ်နောက်ကြတော့ကျွန်တော်ရဲ့ date and time ကိုရောက်တော့သူကဖုန်းတွေဆက်လာရောဖုန်းတွေဆက်လာတော့ဖုန်းတွေကလည်းหนีရဲနာကိုယ့်ရဲ့မြန်မာနံပါတ်တွေလည်းမဟုတ်ဘူးပေါ့နော်မမေရဲ့ကျွန်တော်ကအဲ့နေ့မှာအလုပ်သွားလုပ်မယ်ဆိုပြီးကျွန်တော်အမကိုခေါ်ပြီးတော့မှသွားတော့မယ်လို့နေအောင်နဲ့အမကိုထမင်းစားအောင်မယ်ပေါ့နော်မနေ့အစောကြီးပဲရှိသေးတယ်မသွားသေးနဲ့အောင်ဆိုလို့အမကဒါလို့ကျွန်တော်လည်းအိမ်မှာရှိနေလိုက်တာအဲ့ဒါနဲ့ချိုင်းတွင်းဘက်ကကျွန်တော်ကိုဖုန်းတွေဆက်ပြီးတော့ခေါ်ထားတယ်9လုံး6လုံးရှိတယ်ပေါ့နော်9လုံး6လုံးလောက်ရှိတယ်အဲ့တော့ကျွန်တော်ကလည်းသူဆက်ထားလည်းမသိပါဘူးဆိုကျွန်တော်လည်းပြန်မခေါ်ပြဘူးအဲ့လိုဇက်တိုက်ခေါ်နေတာသူတို့ကပြီးတော့ကျွန်တော်ကန်လိုက်တော့ချိုင်းတွင်း interview ဖြေဖို့လို့အချိန်ရောက်နေပါပြီဆိုပြီးကျွန်တော်ကိုပြောလာရောကျွန်တော်တကယ်အဲ့လိုမျိုးသိရမလား shock ပြသွားတော့ကျွန်တော်လည်းမသိဘူးအဲ့တော့မေးတွေတေချာစစ်ဖို့လိုတယ်ပေါ့နော်ကျွန်တော်လည်းအဲ့ဒီဖြေကိုခုထိရှာမရဘူးဘယ်ဒါပေမဲ့သူတို့တွေကျွန်တော် forward လုပ်တော့ကျွန်တော်စီကမေးရပို့ထားတယ် I just don't found ကျွန်တော်ကပဲမတွေ့တာပေါ့နော်အဲ့တော့ကျွန်တော်ကမပါတော့ဒီနေ့မပါဘူးမှန်နေရဆိုပြီးနေနေတာဆိုပြီးတော့မှဒါပေမဲ့ကျွန်တော်လည်းကြားချင်းပဲအဲ့ကွန်ပျူတာတွေဘာတွေဖွင့်ပြီးတော့မှကိုစိတ်ထဲမှာရှိရတယ်ကျွန်တော်လည်းအကုန်ဖြေခဲ့တာပေါ့နော်ဆိုတော့သိတဲ့အတိုင်းပဲကျွန်တော်မှာဘာမှ no preparation ပေါ့နော်ဘာမှပြင်ထားတာမျိုးကျွန်တော်မရှိဘူးဟိုစကားကြီးအကောင်းစားကြီးတွေပြောအောင်လဲကျွန်တော်ဘာမှပြင်ဆင်မထားဘူးဒီတိုင်းပဲကိုယ်စိတ်ထဲမှာရှိတဲ့ဟာတွေပြောခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ program တွေရှိတယ်ပေါ့နော် interview ပါသွားရင်ဒီ senior တွေဒါမှမဟုတ်လဲကျွန်တော် previous participant တွေ winners တွေကနေပြီးတော့မှကျင်းပပေးတဲ့ဒီ interview ဖြေနည်းတို့မေးရင်ဘယ်လိုဖြေရမယ်တို့အဲ့လိုမျိုး strategy တွေရှိတယ်လုပ်ပေးတယ် free လုပ်ပေးတယ်ပေါ့နော်ကျွန်တော်ထဲမှာလည်းကျွန်တော် connection ထဲမှာလည်းအဲ့လိုမျိုး senior တွေရှိတယ်ကျွန်တော်ပါတယ်ဆိုရင်လည်းကျွန်တော်လည်း reach out လုပ်မိမှာပဲဒါပေမဲ့ I didn't even know ပေါ့နော် that I was selected ကျွန်တော်ရွေးချယ်ခံရမှန်းတော့မသိဘူးအဲ့တော့အဲ့နေ့မနက်မှာပဲကျွန်တော်အဲ့လိုမျိုးကိုခံစားရတယ်လို့ကိုဖြစ်ချင်တယ်လို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော် so it's kind of a little bit chaotic and it's not that professional as well တိတ်တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ဘက်မှာရှိတာ honesty ပဲကျွန်တော်ပြနိုင်တယ်ကျွန်တော်တိတ်မရှိဘူးဆိုတော့မေးတွေစစ်ဖို့အရေးကြီးတယ်ပေါ့နော်ကျွန်တော်အဲ့ဒီ scholar မရခင်တုန်းကအဲ့လိုမျိုးတက်ခဲ့တဲ့ကျွန်တော် webinar တက်တုန်းကလည်းမင်းတို့ရဲ့မေးတွေမှန်အောင်မစင်ရင်လည်းဖုန်းနံပါတ်တော့မှန်အောင်ရေးခဲ့ကြရတယ်ကျွန်တော်လည်းအဲ့ဒါဖုန်းဆက်လို့ဖုန်းနံပါတ်မှန်အောင်ရေးလို့ပဲကျွန်တော်ဖုန်းဆက်သွားတာပဲပေါ့နော်အဲ့တော့မေးလေးတွေမှန်လည်းဖုန်းနံပါတ်လေးတော့မှန်အောင်ဆက်ခဲ့ကြပါနော်သူတို့တွေက international package တွေနဲ့ they will call you guys နော် okay ဆိုတော့if you don't hear back by the end of May not selected ဆိုတော့သူကမေလောက်ပုံလောက်မှာဘာသတင်းမှမရရင်ကျွန်တော်တို့ရွေးချယ်မခံရဘူးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တငယ်ချင်းတွေမှာဆိုရင်ရှိတယ်ပထမတစ်ခေါက်က
reject letter ရပြီးပြီပေါ့နော်အဲ့တော့ reject letter ရပြီးလို့သူကတောင်လုံးဆက်လုံးနေပြီဒါပေမဲ့2ရက်3ရက်နေတော့ selected ဖြစ်ပါတယ်ဆိုပြီးတော့ပြန်ရွေးတာတွေလည်းရှိတယ်ဒါကျွန်တော်တို့ batch မှာဖြစ်ခဲ့တာပေါ့နော်ဆိုတော့ reject letter ရပြီမဲ့လည်းထားပါတော့သူတို့ကကျွန်တော်တို့ August ပေါ့နော် August ဆိုကျွန်တော်ဒီလာရတာဆိုတော့ June July အထိတော့ကျွန်တော်တို့မျှော်လင့်ချက်ရှိသေးတယ်ပေါ့နော်တချို့တွေ reject letter ရပြီမဲ့လည်းပြန်ပြီး consider လုပ်သွားတာမျိုးရှိတယ်ဒါအကြောင်းပေါ့နော်အဲ့တော့ May July မှာတော့ May နဲ့ July ကြားမှာကျွန်တော်တို့ students applying to the university and secure admission ဆိုတော့ဒါပြောချင်တာ acceptance letter တွေရအောင်ယူထားကြလို့ပြောတာပေါ့နော်အဲ့တော့ကိုက scholarship ရတာတေးကြပြီ result သိရပြီဆိုရင်ဒါကိုယ့်ရဲ့ဒါကျောင်းကို acceptance letter အတွက်ကျွန်တော်တို့ပြောရပါဘာဖြစ်လို့လဲဆိုစောနာပြောတဲ့အတိုင်းပဲဒီဖုန်းကြီးတွေကထောက်ပံ့ခြင်းပါတယ်ဆိုပေမဲ့လည်းကိုသွားနေတဲ့ကျောင်းကို information တွေစုံစမ်းမထားဘူးဆိုရင်တို့ဘလို့မှမတက်နိုင်ဘူးပေါ့နော်ဒါကိုကဒီ4နှစ်လုံးထောက်ပံ့ခံရမယ့်လူတစ်ယောက်အနေနဲ့ကျွန်တော်ဒီလောက်တော့ကျွန်တော်တို့ effort လုပ်ထားရမယ်အဲ့တော့ပြောနေတာဒါဒီ step ကလေကျွန်တော်ဆို acceptance letter ကိုခြိုက်ရင်းလျှောက်ကြရမှာတခါလေးပေးခဲ့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ effort ကိုလည်းကျွန်တော်ပြချင်တယ်ဒါဒီမှာကျွန်တော်ကဒီကျောင်းကိုတက်ချင်တာကျွန်တော်အားထုတ်မှုကဘယ်လောက်ရှိတယ်ဘာတွေလုပ်ထားတယ်ဆိုတဲ့အကြောင်း passport တွေလည်းကျွန်တော်ပြထားတယ်အဲ့တော့က passport တွေလည်း first page တွေလည်းအကုန်လုံးပြထားတယ်ပေါ့နော်အဲ့တော့ acceptance letter နဲ့ passport ကအရင်ရေးကြည့်ပါတယ်ဒါတွေကသူများနဲ့လုံးဝ stand out ဖြစ်သွားမယ်နှစ်ချက်ပေါ့ပြီးရင် June နဲ့ August မှာတဲ့ကျွန်တော် August မှာကျွန်တော်တို့ August intake ပေါ့နော် August intake မှာလာတာဆိုတော့ August လဆိုရင်လူတွေparticipant တွေရွေးချယ်ခံရတဲ့ကလေးတွေကကိုယ့်ရဲ့ကျောင်းတီးတီးမှာရောက်နေရမယ်ပေါ့နော် August intake မှာဖြစ်တဲ့အတွက်နောက်ဆိုလဲ August 1ရက်နေ့မှာစရောက်တာပဲ August 7 8ကျတော့ကျွန်တော်တို့ကျောင်းတွေစတက်ရပြီပေါ့နော်အဲ့တော့ you need to be ready before August ဆိုတော့ August နဲ့ September မှာကျွန်တော်တို့ဒီsign တွေသွားထိုးရတယ်ပေါ့နော်ဒီ September orientation ဆိုရင် September မှာအများတန်းကျွန်တော်တို့ကျင်းပလေးရှိတယ် new student အနေနဲ့ကျွန်တော်တို့သွားရတာပေါ့နော်အဲ့တော့ဒီ September မှာလုပ်တဲ့ orientation ဆိုရင်လည်းသူက new student တွေတင်ခေါ်တာမဟုတ်ဘဲနဲ့တခြား previous student တွေကျွန်တော်တို့ဆိုလည်းနှစ်တိုင်းသွားရတယ်ဒါ workshop လေးတွေအနေနဲ့ဆင်းရတာပေါ့နော်ဒါပေမဲ့အဲ့မှာကျွန်တော်တို့ကတော့ workshop သက်ပဲဒါ new student တွေဆိုရင်သူတို့အဲ့လိုအပ်တဲ့ necessary information တွေဖတ်ပြရတယ်ပေါ့နော်ပြီးရင်ဒါဘလို့ GPA ကဘယ်လောက်ရော့ရင်GPA ဆိုရင်လည်းကျွန်တော်တို့ GPA 40ရှိတယ်ဟုတ်2.75လားမသိဘူးအဲ့လောက်ထိလက်ခံပေးတယ်ပေါ့နော်အရင်ကြီးတော့အောက်ကြလို့မရဘူး2.5 or 2.75 I'm not that sure အဲ့တော့ GPA လေးတွေလည်းအရင်ကြီးတော့အောက်ကြလို့မကောင်းဘူးပေါ့နော်ဒါပေမဲ့ခြိုင်းတွင်းကအရင် consider လုပ်ပေးပါတယ်3ချိန်လောက်ထိကျွန်တော်တို့ကြလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာ orientation မှာလိုအပ်တဲ့ဟာတွေအကုန်လုံးပြောလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ပြီးမှအကုန်လုံး agree ဖြစ်ပြီဆိုတော့မှ sign တွေထိုးရတယ်ဒါ orientation ဆိုတော့ this is what for ပေါ့နော်အဲ့တော့အဲ့ဒီအတွက်ကျွန်တော်တို့သွားရတဲ့ orientation ပေါ့ okay ဆိုတော့ဒါကတော့ကျွန်တော်တို့ပေးတဲ့ကျောင်းတွေပေါ့နော်ပေးတဲ့ကျောင်းတွေဒီမှာဆိုရင်ကျွန်တော်တို့ဆိုရင် Asia Pacific ကျွန်တော်တို့တက်နေတဲ့ဟာ Asia Pacific ပေါ့နော်ပြီးရင် Bangkok University မှာဆိုရင်ကျွန်တော်တို့ media နဲ့ communication ရှိတယ် innovative media production ရှိတယ်ပေါ့နော်ပြောမယ်ဆို Bangkok University ကကျွန်တော်တို့ media and communication ဆိုတော့ filming ဘိုင်းတွေပေါ့နော် video editing ဘိုင်းတို့အဲ့လိုမျိုးဒီ filming ဘိုင်းတွေနဲ့ပတ်သက်တဲ့ဟာတွေများတယ်ချင်းမိုင်မှာဆိုကျွန်တော်တို့ economics ရှိတယ် environmental science ရှိတယ် social science ရှိတယ်ပေါ့နော်ဒါကတော့ available major တွေအဲ့တော့တချို့တွေကကြတော့ဥမာဒီသူပေးထားတဲ့ကျောင်းကိုပဲဒီကျောင်းတွေပဲကျွန်တော်တို့ရှောက်လို့ရတယ်ဥမာဒါ Asia Pacific မှာဆိုရင်ကျွန်တော်တို့ elementary education တွေရှိတာမဟုတ် major တွေအများကြီးရှိတယ်နော် IT တွေရှိတယ် arts and humanity science အဲ့လိုမျိုးအများကြီးရှိတယ်ဒါပေမဲ့သူပေးတဲ့ကျောင်းတွေပဲကျွန်တော်တို့တက်လို့ရဘာလို့လဲဆိုတော့ဒီ major တွေကကိုယ့်ရဲ့နိုင်ငံကိုပြန်ပြီးတော့မှအကျိုးပြုနိုင်မယ်ထင်လို့သူကရွေးထားတာပေါ့နော်အဲ့တော့ဒီ Asia Pacific ကတော့ဟေးတခြား major တွေလည်းရတယ်ဘာလို့တက်လို့မရတော့ဆိုရင်ဒါသူတို့ပေးထားတဲ့ available major ကိုပဲကျွန်တော်တို့တက်ရမယ်ပေါ့နော်ကျွန်တော်တို့ဒီတွေကနေပြီးတော့မှကိုယ့်ရဲ့ interest နဲ့အနည်းဆက်ဆုံးကဘာလဲဆိုတော့ကျွန်တော်တို့ကြည့်ရမှာပေါ့ဒါမှမဟုတ်လဲ career change တဲ့လူတွေအတွက်လည်းလုပ်လို့ရပါတယ်ကိုစိတ်ဝင်စားတဲ့ဟာပြီးရင်ကျွန်တော်တို့Kim Mongkok မှာဆိုရင်ကျွန်တော်တို့ software engineering ရှိတယ်ဒီမှာ Mel Fowland တို့တာမဆက်တို့เนาะ public health environmental health international development civil engineering global studies and social enterprise
ကျွန်တော်တို့ဒီနှစ်ကလေ rancid ပြုတ်သွားတယ်ပေါ့နော်အဲ့တော့ rancid ပြုတ်သွားတဲ့အတွက်ကျွန်တော်တို့ဒီမှာ politis and international relations ဆိုပြီးတော့မှဒီတာမဆက်မှာထပ်ပေးထားတယ်ပေါ့နော် politis နဲ့ဘာလို့ဆိုတော့ rancid university ဆိုတော့ကျွန်တော်တို့ IRD ပေါ့နော်အများအားပေးတယ်ဒီနှစ်2026မှာကျွန်တော်တို့25 26မှာဖြုတ်လိုက်တဲ့ဟာပေါ့နော်အဲ့တော့ IRD International Relations and Development ဆိုတဲ့ major ကိုဖြုတ်လိုက်တယ်ဒီမှာ politis နဲ့ international relations ဆိုပြီးတော့ထပ်ပေးထားတယ်ပေါ့နော်ဆိုတော့ခုနကျွန်တော်ပြောတဲ့ဟာမှာပေါ့နော် acceptance letter ရအောင်ယူထားဆိုတာဒီတဲကဘယ် major ကိုကြိုက်တာတော့အဲ့တော့ဥမာ let's say ပေါ့နော် you like public health ကိုကြိုက်တယ်ဆိုရင်အဲ့တော့ Maryland University public health ကိုကြိုက်တယ်ဆိုရင်အဲ့ course အတွက်เนาะအဲ့ major အတွက်ကျွန်တော်တို့က acceptance letter ရပြီးသားဖြစ်ရရင်ပိုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတာမဆက်ဆိုရင်ပေါ့เนาะမဲဖောင်လန်လားတာမဆက်လားမသိဘူးကျွန်တော်တို့ senior တွေကတယောက်သူ GE ပဲလက်ခံတာပေါ့เนาะ GE ပဲလက်ခံတယ်ဟိုမှာ10တန်းပြီးုံနဲ့မရဘူးအဲ့တော့ GE ပဲလက်ခံတာလားဒါမှမဟုတ်တက္ကသိုလ်ဒုတိယနှစ်ပြီးတာနဲ့ရတာလားပေါ့เนาะအဲ့ဒါတွေကကြတော့ကျွန်တော်တို့ဒီ university ကိုကိုယ်တိုင်မေးထိုင်ရမယ့်ဟာတွေတစ်ခုနဲ့တစ်ခုနဲ့လုံးဝမတူ major တွေရဲ့လိုအပ်ချက်တွေအဲ့တော့ဒီဘာတော့ acceptance letter မရမချင်းကကျွန်တော်တို့ကစိတ်ပူနေရမယ်ပေါ့နော်ဒီအထူးသဖြင့်ကိုကဒီတကယ် major တွေနဲ့တကယ်ကျောင်းတွေကိုကြိုက်တယ်ဆိုရင်အဲ့ဒါကိုကတကယ်ကိုအဲ့ acceptance letter ရထားမှအဆင်ပြေမှာပေါ့နော်ဒါဆိုကိုကို impress လည်းဖြစ်တယ်ကိုရဲ့အားစိုက်ထုတ်မှုလည်းပြသရကြတယ်ပေါ့နော်ကျွန်တော်တို့ Asia Pacific ကတော့လွယ်တယ်ကျွန်တော်ဆိုရင်ကျွန်တော်နှစ်နှစ်လျှောက်ခဲ့တာပေါ့နော် child string ကိုကျွန်တော်ပထမတစ်နှစ်ကမရဘူးနှစ်နှစ်သလုံးကျွန်တော် acceptance letter ရှိတယ်So you can imagine how easy it is to get a acceptance letter. Acceptance letter ရဖို့အရန်လွယ်တယ်ဆိုတာဒါသိနိုင်ပါတယ်ပေါ့နော်ဆိုတော့ဒီကြောင်းတွေကျွန်တော်တို့ရတယ်ဆောနာကပြောခဲ့တဲ့အတိုင်းပဲအဲ့တော့ acceptance letter is important and then passport as well passport လည်းရေးကြည့်တယ်ပေါ့နော် Okay ဆိုတော့ဒါကတော့ကျွန်တော်တို့ apply လုပ်ရမယ့်အဆင့်ပေါ့နော် passport photo တွေလိုတယ်ပေါ့နော် not older than 6 months အဲ့တော့ဒီ6လထက်6လအတွင်းမှာရိုက်ထားတာဖြစ်ရမယ်ပေါ့နော်အဲ့ passport photo ကတချို့ဆိုရင်အဲ့လိုမျိုးငငယ်လေးတုန်းကရိုက်ထားတဲ့ပုံလို့သိလားအဲ့လိုမျိုးနှမျောမနေနဲ့ပေါ့နော်အဲ့နေရာမှာပတ်စံတော့ဘယ်လောက်မှလည်းမပေးရဟုတ်လားကြာမှာ9000 1000ပေါ့နော်အဲ့တော့ passport photo ကျွန်တော်တို့6လထက်မကြီးရဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ national ID တွေ birth certificate တွေကျွန်တော်တို့အိမ်အောင်စုစည်ရင်းတွေလိုတယ်ပြီးတော့လေအထူးဘာရေးကြလဲဆို notary ပြန်ရမယ်နော် notary ပြန်ရမယ်ကျွန်တော်တို့မှတ်ပုံနေအိမ်အောင်စုစည်ရင်းတွေ academic record တွေ academic record တွေကတော့ကျွန်တော်တို့ဗာလဲဆိုရင်သူကတော့အင်္ဂလိပ်လိုပေးတာများတယ်ပေါ့နော်အကြောင်းကပေးတဲ့ document တွေဖြစ်တဲ့အင်္ဂလိပ်လိုများတယ်အဲ့တော့တခြားလိုအပ်တဲ့ဟာတွေကကျွန်တော်တို့ notary ပြန်ရတယ် take your time တွေပါတော့ page တွေရှိတယ်ပေါ့နော် notary ပြန်တဲ့ page တွေရှိတယ်အဲ့တော့အဲ့ဟာတွေကျွန်တော်တို့ service အပ်ရပါတယ်အမိတလောက်ဆိုရင်တော့အိမ်အောင်စုစည်ရင်းရယ်မှတ်ပုံနေရယ်ပြီးရင်ဒီဟာတွေပေါ့နော်ကျွန်တော်တို့ passport first page ဒါကတော့ first page ကတော့ကျွန်တော်တို့ဒီတိုင်းပဲရိုက်ပြရုံပဲပေါ့နော်ပြီးရင်ကျွန်တော်တို့ Google Drive ထဲမှာထားပြီးတော့မှ file ထည့်ရတာ file ထည့်ရင်လိုအပ်တဲ့ဟာတွေအကုန်လုံးကို Drive ထဲမှာတင်ပြီးတော့မှ file ထည့်ရတာပေါ့နော်ပြီးရင်ကျွန်တော်တို့ three photos of current living conditions ဆိုတော့ကျွန်တော်တို့အိမ်ပုံနဲ့ဓာတ်ပုံရိုက်ပြရတယ်ကျွန်တော်တို့အိမ်ပုံ3ပုံပေါ့နော်ဥမာကျွန်တော်တို့ကဆိုရင်အပြင်ပိုင်းတစ်ပုံပြီးရင်အတွင်းပိုင်းတစ်ပုံအပြင်ပိုင်း2ပုံထင်တယ်အပြင်ပိုင်း2ပုံနဲ့အတွင်းပိုင်း1ပုံနဲ့ကျွန်တော်ရိုက်ပြခဲ့တယ်ပေါ့နော်ကိုယ့်ရဲ့နေတဲ့အိမ်တကယ်ကိုရိုက်ပြရမှာကိုယ့်အိမ်ကဒီတိုက်ကြီးဟိန်းနေရပဲဖြစ်ဖြစ်เนาะတဲလေးပဲဖြစ်ဖြစ်ဘလို့နေကျွန်တော်တို့ရိုက်ပြရမယ်ပေါ့နော် angle 3ခုကနေပြီးကျွန်တော်တို့ရိုက်ပြရမယ်ပြီးရင် previous academic transcript ဆိုတော့ကျွန်တော်တို့အရင်ဥပမာကျွန်တော်ဆိုရင် second year ထိတက်ခဲ့တယ်ပေါ့နော်အဲ့ဆိုကျွန်တော်တို့အဲ့ဒီ second year ရဲ့ first year ရဲ့ academic record တွေကျွန်တော်တောင်းခဲ့တယ်ပေါ့နော်အဲ့တော့ကလည်းခက်ခါဘာမှမသိတော့ကျွန်တော်လည်းစောစောစီးစီးတောင်းထားလိုက်တာပေါ့နော်စောစီးတော့တိတ်ပြီးတော့မှမစောစီးပါဘူးဒုတိယနှစ်ကျမှကျွန်တော်တောင်းမိရတယ်ထင်တာပဲဆိုတော့အဲ့ academic transcript တွေပြနိုင်ရင်လည်းပိုကောင်းတယ်ပေါ့နော်ဥပမာကိုကတက္ကသိုလ်မှာ GPA တွေကောင်းကောင်းရခဲ့တယ်ဆိုပို့ပြီးတော့တောင်မှဒါ chance များသေးတယ်ပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်တို့ရှိနိုင်ပိုကောင်းတယ်မှာ10တန်းnotary လုပ်တဲ့တဲမှာအဲ့10တန်းဟိုမှာလည်းပါတယ်
10တန်းအောင်လက်မှတ်လည်းပါတယ်အဲ့ဒါလည်း notary အပ်ရတယ်ပေါ့နော်အကုန်လုံးဒီ it needs to be in English ကိုဖြစ်နေဖို့လိုတယ်ပေါ့နော် notary ပြင်ရမယ်ဆိုတော့ GED TOEFL IELTS certificate အဲ့ဒါတွေကကျွန်တော် optional တွေပါ GED တို့ TOEFL တို့ဥပမာ GED ကတော့ပို့ပြီးတော့မှဟိုဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ပြောတာအဲ့ major တွေကဘာလို့ချင်တာတော့ကိုတက်မဲ့ major တွေကဘယ်လိုမျိုးတော့ပေါ့နော် GED မှာ GED လက်ခံတာလားဒါမှမဟုတ်12တန်းအောင်ထားရင်တက္ကသိုလ်ဒုတိယနှစ်လောက်ဆိုရင်ရပြီလားအဲ့လိုမျိုးပေါ့နော်ကိုကျောင်းရဲ့လိုအပ်ချက်တွေကိုအများနဲ့မေးဖို့လိုတယ်ကျွန်တော်တို့ကတော့ IELTS ရော TOEFL ရောဘာမှမရှိခဲ့ဘူးပေါ့နော်ဘာမှဖြေမထားဘူးကျွန်တော်ဒီတိုင်းပဲရသွားတာပေါ့နော်ပြောရမယ်ဆိုရင်သူတို့ရဲ့ဈေးကြီးလို့ပေါ့နော် IELTS တွေဆိုရင်လည်းအခု8သိန်း6သိန်း10သိန်းလောက်ရှိမလားမသိဘူးကျွန်တော်တို့တော့ကတော့မှ9သိန်းလောက်ရှိတာဆိုတော့နော်ဒီရရတယ်ကြီးလောက်ပြီပေါ့ကျွန်တော်ဘာမှမဖြေခဲ့ဘူးဒူလင်ကိုလည်းဖြေဘူးအဲ့ဒါဒီလေပေါ့နော် but I really take it as well အဲ့ဒါလည်းမဖြေခဲ့ဘူးပေါ့နော်ဒူလင်ကိုလည်းမဖြေခဲ့ဘူးဒီတိုင်းပဲကျွန်တော်ဖြစ်သွားတာပေါ့နော်တချို့တွေဆိုရှိတယ်တချို့တွေဆို IELTS ဖြေထားတာမျိုးတွေပါရှိတယ်EF set လေးကျွန်တော်တို့ free ဖြေတဲ့ဟာလေးတွေရှိတယ်ပေါ့နော် by the way ကျွန်တော်တို့ EF set ပေါ့နော်ဒါဆိုရင် EF set တို့ကျွန်တော်တို့ British Council တို့အဲ့လိုမျိုးဟာလေးတွေနဲ့ကျွန်တော်တို့လုပ်ပေးလို့လည်းရတယ်ဒါ in case ပေါ့နော်ကို့မှာဘာမှမရှိဘူးဆိုရင်အဲ့လိုမျိုး free ဖြေတဲ့ website လေးတွေကနေပြီးတော့မှသွားဖြေပြီးတော့မှပြီးရင်သူက document လေးရလာတယ်ပေါ့နော်အဲ့ဒါလေးတွေထပ်လည်းရတယ်အဲ့တော့ဒါတွေကတော့ကျွန်တော်တို့ရှိထားရင်ပိုကောင်းမယ်ဒါပေမဲ့ necessary အရင်ကြီးမရှိမဖြစ်ကြီးလို့တော့မဟုတ်ဘူးပေါ့နော်ရှိထားရင်ကိုကပို့ပြီးတော့မှအခွင့်အရေးတာနိုင်တယ်ပြီး other training courses certificates ဆိုတော့တခြား training တွေတချို့တွေဆိုရင်အဲ့လိုမျိုး NGO တွေမှာလုပ်ဖူးတယ်เนาะကိုယ့်ရဲ့ fee ကိုတကယ်ပေါ့ပေါ့မြောင်လုပ်ဖူးတယ်ပေါ့เนาะ experience တွေလည်းအများကြီးရှိတယ်ဆိုရင်အဲ့ဒါတွေပါထည့်ပြလို့ရတယ်ပြီး two reference letters အဲ့တော့ two reference letter ကကျွန်တော်တို့တစ်ခုကကျတော့သူ့ရဲ့ format ကကျတော့ပေါ့နော်တစ်ခုကကျတော့ဒီကိုယ့်ရဲ့ academic ပိုင်းတစ်ခုကကျတော့ work experience ဘက်ကပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ခဲ့လဲဆိုရင်ကျွန်တော်တနေ့နဲ့တနေ့လောက်တာတွေကမတူတော့ပေါ့နော်ဒီတက္ကသိုလ်ကဆရာမတယောက်ကိုတရွက်တောင်းတယ်ပြီးရင်ကျွန်တော်လုပ်နေတဲ့ဒီ online hat စီကနေပြီးတော့မှတောင်းတယ်အဲ့တော့ကျွန်တော်ကကျတော့ဟိုဟာတွေသင်နေတာကလေးတွေသင်နေတာပေါ့နော်ရန်လန်နာတွေသင်နေတော့အဲ့ဒီမှာတခုတောင်းတယ်ပြီးရင် academic စီကနေပြီးတော့မှကျောင်းတက်ခဲ့တဲ့ဆရာမစီကတခုတောင်းတယ်ပေါ့နော်ဒါပေမဲ့ဒုတိယနှစ်မှာကျတော့ကျွန်တော်နှစ်ခုတစ်လုံးကို online ဒီတခု volunteer လုပ်နေတဲ့ဆရာစီကတခုနောက်တစ်ခုကကျတော့ဒီရန်လန်နာတင်တဲ့ဆရာမစီကပဲကျွန်တော်တောင်းခဲ့တာပေါ့နော်အဲ့တော့နှစ်ခုကအဲ့လိုမျိုးလေး academic တခု work တခုဆိုရင်ပို့ပြီးတော့မှ align ဖြစ်တယ်ပေါ့နော်သူရဲ့ format နဲ့ဒါပေမဲ့ကိုကvolunteer တွေတားကြီးလုပ်မထားဘူးဆိုရင်လည်း academic ကြီးပဲနှစ်ခုလည်းရပါတယ်ဘာမှမရှိဘူးဆိုရင်နော်ပြီးရင် one video presentation အဲ့တော့ presentation နဲ့ essay ကတော့ကျွန်တော်ခဏနေအကျယ်တဝံပြောမယ်ပေါ့နော်ဗီဒီယိုတစ်ပုဒ်ရိုက်ပြီးတော့မှလုပ်ပေးရတယ် essay 2ပုဒ်ရေးရတယ်ပေါ့နော် okay နောက်တစ်ချက်သွားကြည့်ပါမယ်ဆိုတော့ဒီကျွန်တော်တို့လိုအပ်တဲ့ဟာတွေကိုကျွန်တော် list လုပ်ပြီးတော့မှတေချာလေး attach လုပ်ပြီးတော့မှထည့်ရမယ်ပေါ့နော်အဲ့တော့ incomplete documentation will not be considered for scholarships ဆိုတော့ကျွန်တော်တို့နှစ်တုန်းကဆိုရင်လူတွေရလျှောက်တာဟိုလောက်ရှိတယ်900ကျော်1000နီးပါးလောက်ရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့40ပဲရွေးတာပြီးရင်အဲ့ဒါကကျွန်တော်တို့အကြီးတွေအများတန်းပြောနေကြစကားလိုပဲဒီလောက်လူတွေအများကြီးတဲရမှာဘာလို့ပယ်ခံရလဲဆိုရင် document မပြည့်စုံလို့ပေါ့နော်အဲ့တော့လိုအပ်တဲ့ document ကိုတောင်မှကျွန်တော်တို့ကရောက်အောင်မပေးနိုင်ဘူးဆိုရင်ကျွန်တော်တို့ကအဲ့ဒါတွေကပယ်ဖို့များတယ်ပေါ့နော်ကိုယ့်အကိုဘယ်လောက်ပဲဒီ essay တွေလန်ထွက်နေဗီဒီယိုတွေကောင်းနေ document တွေအဲ့စောနာကပြောတယ်ဗာလဲမပုံနေတို့เนาะ birth certificate တွေ national ID တွေမပြနိုင်ဘူး notary တွေမပါလာဘူးဆိုရင်ကျွန်တော်တို့အဲ့ဒါပယ်ခံရဖို့များတယ်ပေါ့နော်ဆိုတော့ there are no exception ဆိုတာကျတော့သူတို့တွေဒီမှာ deadline ကြော်ပြီးမှရောက်လာတဲ့ဟာတွေက disqualify ဖြစ်တယ် eligible မဖြစ်ဘူးပေါ့နော် exception လည်းမရှိဘူးဆိုတော့ January 30ဆိုရင် January 30အတွင်းမှာပဲကျွန်တော်တို့ထပ်ပေးရမယ်အဲ့တော့အရင်နောက်
တချို့တွေကကြတော့လေဟိုစောစောစီးစီးထက်တာပို့ပြီးတော့မှ impression ရတယ်ပေါ့နော်တချို့ကြတော့နောက်ကျမှထက်တာကောင်းတယ်ပေါ့ဘယ်လိုပဲဆိုကို satisfying ဖြစ်ပြီးဘာမှပြင်စရာ changes လုပ်စရာမရှိတော့ဘူးဆိုတာနဲ့ဒါထက်လို့ရတယ်ပေါ့နော်ကျွန်တော်တော့ကတော့ပိတ်ခါနီတရက်လိုလောက်မှာပဲကျွန်တော်လုပ်ခဲ့တာပေါ့နော်အဲ့တော့လက်ဖငါလိုပိတ်မယ်ဆိုရင်ဒီနေ့ထက်ခဲ့တာပေါ့ဆိုတော့ကျွန်တော်မပြီးနိုင်ဘူးကျွန်တော် essay တွေဖတ်ပြီးရေးနေမပြီးနိုင်အဲ့တော့3လလောက်ပေးထားတယ်ကျွန်တော်အဲ့ဒါထပ်ပြင်းနေအောင်ပါပဲဆိုတော့နောက်ရွှေ့ရတဲ့လောက်ရွှေ့ပြီးတော့မှအဲ့လိုနောက်ကျသွားပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးတရက်လောက်ချားပြီးတော့မှထပ်တာပိုကောင်းတယ်နောက်ဆုံးရက်ကြီးကို risk ယူတာထက်လေဘာလို့လဲဆိုတော့သိရမလား connection ဆိုတာလည်းအမျိုးမျိုးဖြစ်နိုင်တယ်ဗျာအဲ့တော့တွင်းမှာအကုန်လုံးကလည်းနောက်ဆုံးရက်ဆိုတော့သူငါထက်ကြမှာပဲပေါ့နော်အဲ့တော့ဒီပိတ်မဲ့ရက်ထက်တရက်နှစ်ရက်လေးကြိုပြီးတော့မှထက်ရင်တော့ပိုကောင်းတာပေါ့ဆိုတော့ ensure that your information is clearly readable no legible scans or handwriting ဆိုတော့ဒါကတော့ကျွန်တော်တို့အရင်ကမလိုအပ်ပါဘာလို့ဆိုတော့အကုန်လုံးကဒီ Google Form နဲ့ပဲထည့်ရတာဆိုတော့ပေါ့နော် essay တွေဆိုရင်လည်း docs ထဲမှာရေးတယ်ပြီးရင် copy paste လုပ်တယ်ပြီးရင် form ဘက်မှာလာထည့်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ handwriting တွေပါလည်းပါလို့မရဘူးကျွန်တော်တို့ဒီဘာ information ပဲထက်တယ်ကျွန်တော်တို့ရဲ့ဒီ accurate ဖြစ်တဲ့ဟာကိုပဲထည့်ရမယ်ပေါ့နော် accurate information ကိုပဲကျွန်တော်တို့ပေးရမယ်ပြီးရင် false or misleading information will be disqualified ဆိုတော့ information အမှားတွေပေးလို့မရဘူးပေါ့နော်ဥပမာကိုကမိသားစုဝင်ကဥမာ8ယောက်ရှိတယ်ဆိုရင်မိသားစုဝင်က15ယောက်လောက်ရှိပါတယ်လို့ပြောလို့မရဘူးအဲ့တော့ကိုယ့်ရဲ့ဒီinformation အမှန်တွေကိုပဲပေးရမယ်ပေါ့နော် information တစ်ခုခုကမှားပြီးတော့မှမှားဆိုတာ intentionally မှားပေးထားတယ်ဒါကိုသိသွားတယ်ဆိုရင်တော့ဒါterminate ဖြစ်နိုင်တယ်ကျွန်တော်တို့disqualify ဖြစ်နိုင်တယ်ပေါ့နော်သိရင်လည်းအဲ့လိုမျိုးကိစ္စတွေကမလွယ်ဘူးပေါ့နော်အဲ့တော့အကုန်လုံးကို honest ဖြစ်နဲ့လုပ်တာပိုကောင်းပါတယ်ဒါကျွန်တော်တို့ video presentation အကြောင်းပေါ့နော် video presentation ကကျွန်တော်တို့9မိနစ်လောက်ရတယ်သူ့မှာ limit လည်းရှိတယ်ပေါ့နော်အဲ့ကြောင့်မို့ video တွေလုပ်ရင်ကျွန်တော်တို့အရင်အကြည့်ကြီးတွေလုပ်လို့မရဘူးပေါ့နော်အကြည့်ကြီးတွေဆိုတာကvideo quality တွေ resolution တွေအရင်ကောင်းပြီးတော့မှလုပ်ရင်ထပ်မရဘူးပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့ limit အောက်ကိုပဲထည့်ရတာဆိုတော့အဲ့တော့ဒါကဒီနှစ်ရဲ့ဟိုပေါ့နော် title တွေ information တွေ video လုပ်ရမယ့်အကြောင်းတွေ So about yourself and your family background and an explanation why you cannot pay for your education, your previous education and details of how you support yourself or who are the main supporters. ဆိုတော့ဒါတွေကကျွန်တော်တို့essay နဲ့တော့မတူဘူးပေါ့နော်ဒါ essay ကကိုယ့်ရဲ့အလုပ်အကြောင်းတွေဘာညာတာတွေကိုကျွန်တော် formally ရေးရတယ် video မှာတော့ okay ကျွန်တော်ကတော့ဘယ်သူကျွန်တော်ကတော့ဘာလုပ်တွေလုပ်နေတဲ့လူကိုယ့်ရဲ့ family background အခြေအနေကဘယ်လိုဒီမှာဆိုရင်in detail of how you support yourself or who are the main supporter ကိုယ့်ရဲ့ဒီ education မှာလည်းဘယ်သူက main supporter လုပ်နေရတော့ပေါ့နော်ကိုယ့်အိမ်မှာဒါမှမဟုတ်လေကိုကတူဦးသမီးကိုတယောက်တည်းရုန်းကန်ရတယ်အိမ်ကိုထောက်ပံ့ရတယ်ဆိုရင်လေသူကသိကျင်တယ်ပေါ့နော်ဒါမှမဟုတ်ဘူးညီကောင်မောင်နှမတွေအများကြီးရှိတယ်ဆိုရင်လေဘယ်သူကထောက်ပံ့နေရတော့ဆိုတာကျွန်တော်တို့ပြောပြရမယ်ပေါ့နော်how you develop the attribute quality or skill that distinguishes you from everybody else ပြောချင်တာကကိုယ့်ရဲ့ဒီ stand out ဖြစ်တဲ့အချက်တွေကဘာလဲပေါ့နော်ပြောချင်တာကတော့ငါတို့ကနင်းကို scholar ပေးရလောက်အောင်နင်းမှာဘာအရေးချင်းကောင်းနေရှိလဲเนาะ that is like kind of different from others တခြားလူတွေနဲ့မတူတဲ့ skill တွေနဲ့မှာဘာတွေရှိလဲပေါ့เนาะအဲ့တော့အများကြီးပြောလို့ရတယ်ကိုတကယ်လုပ်ခဲ့တာတွေပေါ့เนาะကျွန်တော်တို့ဆိုရင်လည်းဒီ scholar မလျှောက်ခင်တုန်းကဗာလဲအဲ့လိုကိုယ့်ရဲ့ရွာမှာစာသင်မှုတယ်ဖုန်းကျောင်းတွေလည်းကျွန်တော်တို့လိုက်သင်မှုတယ်ပြီးရင် online မှာ volunteer တွေလုပ်ဘူးတယ် translator တွေလုပ်ဘူးတယ်ပေါ့နော်အဲ့တော့volunteer experience ကလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့ဒါတွေကကျွန်တော်တို့ video ထဲမှာပြောရမယ့်ဟာတွေပါဒါကတော့ briefly လေးပေါ့နော်ဥပမာဒီကိုပြောချင်တဲ့အချက်2ချက်3ချက်လောက်ကိုကျွန်တော်တို့ပြောလို့ရတယ် YouTube မှာလည်းကျွန်တော်တို့ Children Scholarship Video ဆိုပြီးတော့မှရိုက်ရှာလို့ရတယ်မေဆိုဟေတာတို့ဘာလို့ပြောထားကျွန်တော်ဆိုရင်သူ့ရဲ့ video လေးအခုကကျွန်တော်တို့2ပုတ်3ပုတ်လောက်ပေါ့တော်တော်များများ share လာကြပြီပေါ့နော် YouTube ပေါ်တွေတင်လာကြပြီကျွန်တော်တို့ကဆိုရင်အဲ့မေဆိုဟေတာဟာလေးတစ်ခုပဲဒါတော့သူတင်လို့ကြည့်ရတာပေါ့နော် literally I didn't have any idea what to talk about in the video ဘာမှ idea ရှိမနေဘူးပေါ့နော်တကယ်အဲ့ကင်မရာကြီးရှေ့ရောက်ရင်ကို nervous ဖြစ်နေပြီအဲ့လိုမျိုးတွေ
အဲ့ဒီ video ရိုက်မယ်ဆိုတာဒီတိုင်းပဲကျွန်တော်ကို in person Zoom နဲ့ပဲဖြစ်ဖြစ်မေးတာကိုကျွန်တော်ခံလိုက်ချင်တယ်ပေါ့နော်အဲ့ video ကြီးကိုကြည့်ပြီးရိုက်နေရတာထက်ဆိုတော့ဒီ YouTube video တွေလည်းကျွန်တော်သွားကြည့်လို့ရပါတယ်မက်မေဆိုဟေတာရှိတယ်ကိုကျော်ဖြိုးနိုင်တို့လည်းတင်ထားတယ်ပေါ့နော်ဒါ is all about video presentation so essay မှာတော့ကျွန်တော်တို့ your specific short-term and long-term educational plans and career goals and why how will this scholarship help to achieve them ဆိုတော့သူကဒီမှာ essay တွေကလည်းမတူဘူး essay တွေကလည်းမတူဘူးဆိုတာကကျွန်တော်တို့နှစ်တုန်းကလည်းဟာနဲ့မတူတော့ဘူးပေါ့နော်ဒီ theme ကတော့ဒါပဲဒါပေမဲ့ तू ကဒီ short term long term ကိုသိနေတာကျွန်တော်တို့တော့ကအဲ့လိုမဟုတ်ဘူးမင်းရဲ့ goal ကဘာလဲဘာဖြစ်ချင်တာလဲအနာဂတ်မှာဘယ်လိုလူစားမျိုးဖြစ်ချင်တာလဲဒါပဲပေါ့နော်အခုကျတော့သူတို့ကအဲ့လိုမဟုတ်ဘူးတကယ်ကိုယ့်ရဲ့ကျောင်းတက်နေတော့မှလုံးမဲ့ဟာတွေကပါကျောင်းပြီးသွားရင်လုပ်ချင်တဲ့ဟာတွေကပါသူတို့တွေ specific သိချင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးကျောင်းသားတွေကအဲ့လိုမျိုးသူ purpose တွေကျောင်းတွေ scholar တွေရသွားတော့တိတ်မမြင်ကြတော့လို့ ਨੇ တူပါတယ်เนาะအဲ့တော့ဒီ short term long term တွေသူတို့တွေသိကျင်တယ်ကိုယ့်ရဲ့ degree ရဲ့ intentions တွေကဘာလဲဆိုတာသိကျင်တယ်ပေါ့เนาะအဲ့တော့ဒီ scholarship ကဒီအဲ့ကိုယ့်ရဲ့ dream တွေကို achieve လုပ်ဖို့အတွက်ဘယ်လိုမျိုးထောက်ပံ့ပေးလဲပေါ့เนาะပြောချင်တာဥမာ let's say ပေါ့เนาะကိုကဒီနိုင်ငံရေးသမားကောင်းတယောက်ဖြစ်ချင်တယ်ကိုနိုင်ငံအတွက်အဲ့တော့ဒီ scholarship ကနင်အဲ့နိုင်ငံရေးသမားကြီးဖြစ်ပြီးတော့မှကိုယ့်ရဲ့တိုင်းပြည်နယ်လူမျိုးကိုကျိုးပြုနိုင်မှုလို့ဒီ scholarship ကဘယ်လိုမျိုးထောက်ပံ့ပေးမှာလဲပေါ့နော်။ပြောချင်တာကိုကတော့ဒီလိုမျိုး dream တွေအများကြီးရှိတယ်အဲ့တော့လောလောဆယ်ကိုက financially ဒါမှမဟုတ်လေနိုင်ငံခက်ခဲနေလို့မို့ကျွန်တော်အဲ့ဟာတွေကို achieve မလုပ်နိုင်သေးဘူးအဲ့တော့ Children Scholarship ကိုရခြင်းအပြင်ကျွန်တော်ကအဲ့ဟာတွေကိုဘယ်လိုအကောင့်ထဲပေါ်ပြီးတော့မှကိုယ်တွေစီဘယ်လိုလုပ်မယ်ဆိုတာကျွန်တော်ပြောရမယ်ပေါ့နော်ဆိုတော့ please tell us that how you have made your community a better place to live ပြောချင်တာကတော့ဒါကတော့ကျွန်တော်တို့လုပ်ပြီးသား experience တွေကိုပြောတာပေါ့နော် community ကို better place ဖြစ်အောင်နင်ဘာတွေလုပ်ခဲ့လဲပေါ့ပြောချင်တာကတော့ I think you need to include also volunteer experiences as well volunteer experience လည်းကျွန်တော်တို့ထည့်ပြောရမယ်ပေါ့နော်ဥပမာကျွန်တော်အနေနဲ့ဒါဥပမာကျွန်တော်ဆရာမလုပ်ချင်တာလေကျွန်တော်ခုလောလောဆယ်ကျွန်တော်ရဲ့ within my reach ဆိုရင်ဒီ volunteer တွေလုပ်ထားတယ်လောလောဆယ်လည်းကျွန်တော်စာသင်နေတယ်ပေါ့နော်ပြီးရင်ကျွန်တော်နောက်ထပ်သွားခြင်းတဲ့ဟာဘယ်လိုအဲ့သွားဖို့အတွက်ဒီ children ကဘယ်လိုမျိုး children ရဲ့အထောက်ပံ့လိုနေပါတယ်ပေါ့ဘာကြောင့်လဲနံပါတ်2ဒီကျွန်တော်တို့ရဲ့ကိုယ့်ရဲ့ community ကိုဘယ်လောက်ထိကောင်းအောင်လုပ်ပြီးသွားပြီလဲဆိုတဲ့ဟာကိုမေးတာပေါ့နော်အဲ့တော့ကိုလုပ်ခဲ့တဲ့အကြောင်းအရာတွေကိုပြောပြနော်အဲ့တော့ကျွန်တော်တို့ကျွဲကူးရေပါဆိုသလိုပဲလုပ်ခဲ့တဲ့အကြောင်းအရာတွေကိုလည်းပြောရင်းနဲ့မှနောက်ထပ်ဘာဖြစ်ချင်လဲဆိုတဲ့ဟာလေးတွေလည်းကျွန်တော်ထပ်ထည့်ရမယ်ပေါ့နော် Okay so like ဘာပဲလုပ်ကျွန်တော်အကြံပေးချင်တာကြတော့လေကိုတကယ်လုပ်ချင်တဲ့ဟာ just be yourself ပေါ့နော်အရင်အဲ့လိုမျိုးမလုပ်နိုင်တဲ့ဟာတွေမဖြစ်နိုင်တဲ့ဟာတွေကိုမလုံးမပေးဘဲနဲ့ကိုတကယ်ဖြစ်ချင်တာလေးတွေကိုရိုးရိုးသားသားပြောပြီးတော့မှအဲ့ဒါပဲကို authentic ဖြစ်စေမှာပေါ့နော်တခြားလူတွေနဲ့ stand out ဖြစ်စေမှာဘယ်သူနေခုခေတ်က AI အနေနဲ့ဘာနေရေးကြမှာပဲเนาะ grammar mistake တောင်ပါမနေဘူးဆိုရင်တော့ like is something wrong with your essay ပေါ့နော်ဒါကိုကအရင်ကြီးကိုကျွန်တော်လျှောက်တော့ကဆိုကျွန်တော် ChatGPT သုံးနေမသိဘူးတကယ်မသိဘူး essay တွေလည်းကိုယ့်အောင်ကိုဒီတိုင်းပဲစိတ်ကူးထဲမှာရှိတဲ့ဟာတွေပဲအများတန်းရေးလိုက်ဖြဲလိုက်လုပ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ essay ဒီအရန်ကိုရိုးရှင်းတယ်တကယ်လဲအဲ့ AI သုံးနည်းတွေကျွန်တော်မသိသေးဘူးဒီရောက်မှလာအဲ့လို AI ကင်းဖြစ်နေတာပေါ့နော်အဲ့တော့ကဆိုကျွန်တော်ဘယ်ဟာဘာမှန်းတော့မသိဘူးကိုယ့်အောင်ကိုရေးလိုက်တခါတလေအိမ်မက်တွေတောင်မက်တယ်ပေါ့နော်အဲ့ကိုကဒီဟောခန်းကြီးထဲမှာကို scholarship အကြောင်းတွေမေးနေတယ်မေးခွန်းတွေမေးနေတယ် interview တွေပါအဲ့လိုမျိုးကြီးတော့မက်တယ်တခါတလေ essay တွေရေးတယ်ဆိုရင်လည်းtime is in now တခါတလေ essay တွေရေးတယ်ဆိုရင်လည်း idea မထွက်ဘူးပေါ့နော်အဲ့ကြရင်လည်းလုံးဝကြီးအတင်း push မလုပ်နဲ့ပေါ့နော် just take a break ပြီးရင်ကိုလုံးနေတဲ့ဟာလေးတွေဆက်လုပ်ပေါ့နော်ခဏနေဥမာကျွန်တော်ဆိုရေချိုးရင်းနဲ့တို့ထမင်းစားရင်းနဲ့တို့ idea လေးတွေထွက်လာတာမျိုးရှိတယ်ပေါ့နော်ဆိုတော့ပြောချင်တာကတော့ authentic ဖြစ်ရေးပါကိုဖြစ်ချင်တဲ့ဟာလေးတွေကိုပေါ့နော် goal တွေဆိုရင်လည်းအရင်ကြီးမားမားကြီးတွေ heavy တွေမဟုတ်ဘဲနဲ့တကယ်ဖြစ်နိုင်တဲ့ within our reach ကိုပဲလုပ်ပါလို့ကျွန်တော်ကတော့
ပြောချင်တယ်ပေါ့နော်အဲ့တော့ကိုကတော့ essay တွေထဲမှာရေးထားတာအများကြီးပဲတကယ်လဲရလာရောဘာမှမလုပ်ဘူးဆိုရင်ဒါမကောင်းလဲမကောင်းဘူးပေါ့နော်အဲ့တော့ကိုလုံနိုင်တဲ့လောက်ပဲပြောပြီးတော့မှကျွန်တော်တို့လောက်တာကတော့ပို့ပြီးတော့မှ recommend ပေးတယ်ပေါ့နော် Okay I think that's all about my part Okay, thank you very much. ရလိုက်ကြလားမသိဘူးရလို့ရှိရင်ဒီ react လည်းပြီးပါအောင်ပေါ့နော် information တွေတိကျကြားရလား and reaction လေးတွေပေးလို့ရပါတယ် okay all right so camera ပိတ်နေပဲနားထောင်နေမယ်လို့ယုံကြည်ပေါ့နော် so တချို့လည်းအရင် line မှတ်နေတာတွေ့ရတယ် so that's very good အဲ့တော့အခု teacher သူစားရေတွေပါတယ်တောက်ပေါ့နော်ရေတွေပါတယ်တောက်အောက်တွေပါတယ်တောက်ပေါ့နော် Okay အဲ့တော့ဂျားမှာဒီyeah ကိုယ့်ဘက်ကနေဖြေလို့ရတဲ့မေးခွန်းတော့နည်းနည်းဖြေပေးထားတယ်ပေါ့နော်ဒီမှာချက်ထဲမှာapplication fee ဘယ်လောက်ပေးလိုက်ရလဲတချို့သူစားဒီ Asia Pacific တော့ဆိုတော့ကျွန်တော်တော့ကတော့ဘတ်150လား100လားမသိအဲ့လောက်ပဲပေါ့နော်တကယ်ဆိုရင်ကျွန်တော်တို့ yeah very cheap very cheap ပြီးရင်အဲ့ဟာကလည်း normally တချို့ကျောင်းသားတွေဆိုရင်မပေးကြတာမျိုးလေဘာလို့ဆိုတော့အဲ့ application fee ကchild-train ကတာဝန်ယူရမယ့်ဟာလို့လည်းပြောကြတယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါဘတ်150 100လောက်ကတော့မြန်မာငွေ2000လောက်ပဲရှိတာပေါ့နော်ကျွန်တော်ဆိုအရန်အဲ့လိုရက်ရောတာရတယ်နော်အကိုဘယ်လောက်ပေးရမှာတော့ကျွန်တော်လွှဲပေးမယ်မြန်မာငွေနဲ့လွှဲပေးမယ်ကျွန်တော်အဲ့လို active ဖြစ်နေတာ max active ဖြစ်နေ150 100ပေါ့နော် around တချို့ကျောင်းတွေဆို free တောင်မှရှောက်လို့ရတယ် University okay that's good အဲ့ဆိုရင်ခဏကဒီမေးထားတဲ့မေးခွန်းတွေမှာအကုန်လုံးရှင်းသွားအောင်ပေါ့နော်အကုန်လုံးကိုစားမေးပေးမယ်ပေါ့ခဏ university list ထဲမှာပေးထားတဲ့ university မှာပဲရှောက်လို့ရတာမဟုတ်လို့ရှိရင်ထိုင်းနိုင်ငံတနိုင်ငံလုံးကကြိုက်တဲ့ university မှာကို admission ရထားလို့ရှိရင်ရှောက်လို့ရတာလား No only these majors ဒီ major တွေပဲဒီ major ဒီဥမာကျွန်တော်တို့ဒီမှာဆိုတော့ major မရှိဘူးဗျာ so you can just attend ဆိုတော့ major တက်လို့မရဘူးเนาะအဲ့တော့ဒီဟာတွေပဲမှာချင်းမိုင်မှာဆို3ခုရှိတယ်เนาะမဲဖောင်လန်မှာဆိုရင်ဒီမှာရှိတယ်ပေါ့เนาะအဲ့ major တွေပဲတက်လို့ရ Okay so ဒါပဲပေါ့နော် so ဒါလေး screenshot ယူထားလိုက်ပေါ့ခဏနေဟိုvideo record လည်း Telegram မှာပြန်ပြီးတော့ပို့ပေးမှာပေါ့နော်ပို့ပေးမှာဖြစ်တယ်ဒါပေမဲ့လောလောဆယ်ကတော့ဒါဆိုတာပဲ okay ဒါလေးမှတ်ထားလိုက်တော့ all right တနေ့ဟာတွေရပါတနေ့ဟာတွေတက်လို့မရဘူး okay so ဒီထဲမှာနည်းနည်း personalize ဖြစ်တဲ့ဟာဟုတ်ပြီတဲ့ completed primary school and middle school in Myanmar ပြီး finish high school in China China မှာ high school ပြီးတော့တာပေါ့နော်အဲ့ဆိုရင်ကိုရှောက်လို့ရမလားအဲ့တော့အဲ့ဒါတွေကကြတော့ကျွန်တော်တို့စောနာပြောသလိုပဲဒီကိုတက်ချင်တဲ့အကြောင်းရဲ့ဒီလိုအပ်ချက်ပေါ်မှာမူတည်တယ်ပေါ့နော်အဲ့တော့ကိုတက်ချင်တဲ့အကြောင်းကအဲ့လိုမျိုးလဲအဆင်ပြေတယ်ဆိုရင်ဒါ okay တယ်ပေါ့နော်အဲ့တော့ you also need to inform to child-train as well child-train ကိုလည်းကျွန်တော်တို့ပြောရမယ်ပေါ့နော် child-train ကဒါတွေ eligible ဖြစ်တယ်ဆိုမှကျွန်တော်တို့ရမယ်အဲ့တော့ child-train email နဲ့ကိုတက်ချင်တဲ့အကြောင်းရဲ့ email တွေကိုကျွန်တော်တို့ website မှာသွားပြီးတော့မှစုံစမ်းဖို့လိုတယ်ပေါ့နော်အများနဲ့ mail နဲ့ကျွန်တော်တို့အလုပ်လုပ်နေရမှာဆိုတော့စောစောပို့ထားတာကောင်းတယ်ဘာလို့ဆိုတော့ child-train ဘက်ကလည်းဟိုပြောရမယ်ဆိုအားနေကြတဲ့လူတွေမဟုတ်ဘူးပေါ့နော်အများနဲ့လှုပ်ရှုပ်နေကြတဲ့လူဖြစ်တဲ့အတွက် mail တွေလည်းတခါလောက်ပို့ပြီးရင်3-4ရက်နေလောက်မှကိုက reply ရတာမျိုးရှိတယ်ဆိုတော့အဲ့လိုမျိုးအများနဲ့ဒီဘက်ကပေးမဲ့ organization နဲ့ဟိုဘက်ကလိုအပ်တာနဲ့အများနဲ့ကျွန်တော်တို့ချိတ်ပြီးတော့ align လုပ်နေရမယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ဒါ key လို့မြင်ရင်လည်းကိုလှုပ်ချင်တာကြီးလုပ်နေရထက်လေ yes အဲ့တော့အဲ့ဒီမှာပြန်ပြီးတော့ add လုပ်ချင်တော့က yeah when I apply scholarship as well email ကဒီ video မှာလည်းတစ်ခေါက်ပြောဘူးရောနော် prospect ဘာမှရတော့က email ကအဆောင်20လောက်သူတို့ ਨੇ ပို့တယ်အဆောင်20လောက်ပို့ဘူးတယ်အဲ့လိုမျိုးအားအဲ့လိုပို့တာမျိုးမဟုတ်ဘူးကိုယ့်ဘက်ကနေအရန်ကိုစိတ်ဝင်စားပါတယ်ဆိုတဲ့ဟာကိုသူတို့မျက်မှန်တန်းတော့အဲ့လိုမျိုးပို့ရတော့မဟုတ်ဘူးနော်တကယ်သူတို့ဒီမှာ website ပြဿနာတွေဖြစ်တာတို့ဆိုဘာဖြစ်လို့ website ကတလို့ဖြစ်တာလဲကျွန်တော်ရှာနေတဲ့အကြောင်းကတလို့ရလားလို့ပေါ့နော်ကိုယ့်ဘက်ကနေအားဆိုင်ထုတ်မှု100%လောက်ရမယ်ပြီးလို့ရှိရင်ခဏတချို့ပြောလို့
သမင်းစားရင်တော့အဲ့အကြောင်းပဲတွေ့နေ essay ပါရေးရမလို့ okay အိမ်တာတော့ရင်လည်းအဲ့အကြောင်းရေချိုးရင်လည်းတော့ပြီးငါဘယ်လိုလုပ်ရမလဲပြီးလို့ရှိရင်တခါတလေအိမ်မက်ထဲမှာဟုတ်တယ်အဲ့လို manifest လုပ်တာများများလုပ်ပေါ့နော် manifest များများလုပ်ပါပြီးလို့ရှိရင်မငြအောင်ဟုတ်တယ်ဒါ honesty is the best policy right ဒီ interview တို့ဘေး scholarship ပဲရှောက်ပေါ့နော် scholarship ရှောက်မဲ့ organization ရဲ့အကြောင်းကိုကထဲထဲဝေကိုက website study တောင်လုံးဝမလုပ်ထားဘူးဆိုရင်တော့ရှောက်မနေနဲ့ပေါ့နော်အဲ့ဒါတအားပြင်းတဲ့သူဖြစ်သွားတယ်တချို့တွေကြတော့ဒီအခုခေတ်ကတော့စာမဖတ်ကြတော့ဘာလို့ဆို summarize လုပ်ထားတဲ့ဟာတွေပဲသွားပြီးတော့ကြည့်ကြည့်အဲ့လိုလည်းအဆင်မပြေဘူး website ကိုလုံးဝ study လုပ်ပေါ့နော်ပြီးလို့ရှိရင်အခုဒီမှာ list ပေးထားတဲ့အကြောင်းတွေမှာကိုနဲ့အသင့်တော်ဆုံးကိုကြိုက်တဲ့ major okay major ကိုတွားကြည့်ပြီးတော့အဲ့ဒီဟာကိုတင်ချာလေး study လုပ်ပေါ့နော်သူတို့စီမှာဘာ major ဘေး university ကဘေး professor ကဘလို့တင်တယ်ပြီးရင်အဲ့အကြောင်းက senior တွေကို reach out လုပ်ဖူးလား okay အဲ့ဒီကအစပေါ့နော်လုံးဝအသေးစိတ်သိထားလို့ရှိရင် essay တွေမှာရေးတဲ့အချိန်မှာလည်းဘာဖြစ်လို့ဒီအကြောင်းကိုရွေးရဆိုတော့ essay ပါလာတဲ့အချိန်မှာကိုကအော်အဲ့ဒါချင်းမိုင်ဆိုတော့နည်းနည်းအေးရလေဆိုတဲ့ဟာမျိုးဆိုရင်တော့တေးချရဟုတ်တယ်မလားအဘာကြီးလဲပေါ့နော်ဒီတယောက်ကပြီးလို့ရှိရင် subject ကဘယ်လိုမျိုးလဲဟုတ်တယ်မလားကျွန်တော်အဲ့ဒီ subject ဒီ subject ကိုကျွန်တော်သဘောကျတယ်ဘာလို့လဲဆိုတော့အဲ့က professor နဲ့ okay အဲ့ professor နာမည်ကြီးတယ်ကျွန်တော် senior တယောက်ကျွန်တော်အဲ့လိုပြောဖူးလို့အဲ့ဒီဟာမျိုးတွေသူတို့ပိုကြိုက်တယ်ပြီးလို့ရှိရင်ပတ်စံမရှိဘူးဆိုတာလဲလုံးဝတချို့ကျတော့ဟိုဇက်နာရာဟာမျိုးပေါ့နော်ဇက်နာရဲ့ဟာမျိုးတွေတဲ့မလုံးနဲ့ပေါ့နော်ပြောချင်တာ for me why did I get this scholarship အလုပ်လည်းရှိတယ်စာတင်နေပုံမှန်ဝင်ငွေရှိတယ်ဟုတ်တယ်မလားအဲ့ဘာဖြစ်လို့သူတို့အကုန်လုံးကြည့်လို့ရတယ်ကွာဟိုဒီ teacher ရဲ့ page တွေလည်းသူတို့အကုန်လုံးပေးထားတယ် page မှာလည်းသူတို့လာကြည့်တယ် YouTube channel လည်းသူတို့အကုန်ကြည့်တယ်ကိုနာမည်ရှာလိုက်ရတယ်အကုန်ကြည့်ဒါပေမဲ့ဘာလို့ရလဲ financial aid မှာရေးတဲ့အချိန်မှာဒီစာတင်နေတာဒီမှာစားတောက်ဖို့အတွက်ပဲဒီလိုဖြစ်ပါတယ်ကိုကတကယ်ပတ်စံအပုံမရှိဘူးကြောင်းတက်ဖို့ပတ်စံအပုံမရှိဘူးအဲ့ဒီဟာတွေကရေးရတယ်နှလုံးကဟိုအရန်ဟိုစင်းရဲချို့တိတ်နေပါလေဟိုတနေ့တော့သမင်းသုံးမှတ်မမှန်ပါဘူးဆိုတဲ့ဟာမျိုးတွေကဟိုနည်းနည်း fake ဖြစ်တယ်လို့ပြောရမလားပေါ့နော် fake ဖြစ်တယ်ဆိုတာတဲ့ယုံအောင်ပြောချင်တာ right okay so ဒါပေမဲ့တကယ်တချို့တွေလည်းအဲ့လိုတော့ရှိပါတယ်ဒါပေမဲ့ဟိုဒီ Chinese stream ကတော့အကုန်လုံးပို့ခိုင်းတယ်ဆိုတော့ဗီဒီယိုတွေပို့ခိုင်းရတယ်ပြီးရင်ကိုယ့်ရဲ့အိမ်ပုံတွေရိုက်ပို့ရတယ်ဟုတ်တယ်မလားတချို့ကျတော့လွန်ခဲ့တဲ့9နှစ်တုန်းကကိုယ့်ရဲ့မိဘတွေကအဆင်ပြေတဲ့အတန်းစားတွေမှာပါတယ်ဒါပေမဲ့ဒီ COVID ဖြစ်ပြီးနောက်ပိုင်းဒီလိုပြောင်းလဲသွားတယ်ကျွန်တော်တို့အိမ်ကဘလောက်တောင်မှဟုတ်လားမောင်မ4ယောက်ရှိတဲ့အထက်မှာကျွန်တော်ကအငယ်ဆုံးဆိုတော့ရှေ့က2ယောက်ကိုထောက်နေတယ်ကျွန်တော်အတွက်က college မှာပတ်စံမရှိတော့ဘူးအဲ့တော့ပတ်စံဟုတ်လားကျောင်းတက်ဖို့ကအဖေမိမှာဝင်ငွေမရှိဘူးသူတို့2ယောက်တက်ကအဆင်ပြေသူတို့2ယောက်တက်နေတန်းလန်းဆိုတော့သူတို့2ယောက်ကိုထောက်ဖို့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်အတွက်ကပတ်စံမကြံတော့အဲ့တော့ကျွန်တော်ဘယ်ကပတ်စံနဲ့သွားတက်ရမလဲဒီလိုမျိုးတွေပေါ့နော်လုံးဝစင်းရဲချိုးသိနေမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်မှာဒီကျောင်းတက်ဖို့ပတ်စံမရှိဘူးကျွန်တော်အသက်လည်းကြီးလာပြီကျွန်တော်ရည်ရွယ်ချက်ကဒီလိုဖြစ်တယ်ပြောရမယ်ဆိုကျွန်တော် economics ကိုအရန်ကိုစိတ်ဝင်စားကျွန်တော် civil engineering ဟုတ်လား Thammasat University မှာအရန်တက်ချင်တာဒါပေမဲ့ဒီတဲ့အတိုင်းပဲ inflation rate in Myanmar COVID ပြီးရင်ဟုတ်လားမန္တလေးကသူဆိုရင်တော့ကျွန်တော်ငလင်တော့တော်တော်ခံလိုက်ရတာကွာဆိုပြောချင်တာကိုပြောတဲ့ခါတွေကလုံးဝမျက်စိနဲ့မြင်အောင်နေမဲ့ဟာတွေ twinkle essay ရေးချင်မှာအဲ့ဒါတွေထိတ်ပေါ့နော် ChatGPT ကိုသွားမယ်တော့ generalize ပဲပေးတာလိုက်ပဲသိချတယ် so ဘယ်အချိန်မှာ ChatGPT သုံးလဲ AI ဘယ်ချိန်သုံးလဲနည်းနည်းပြောပြပါနော် AI ကိုဘယ်ချိန်သုံးလဲဆိုတော့ကိုရေးထားတဲ့ဟာကိုအကျမ်းပေါ့နော်ကိုရေးထားတဲ့ဟာကိုအဲ့ဒီဟာကို okay ငါ့ကိုဒါလေးကြည့်ပေးဒီနားထဲမှာဟို academic English format မှန်လားဟိုအရန် lengthy ဖြစ်နေတယ်အရန် wordy ဖြစ်နေဆိုရင် तू ကဟို introduction မှာဒါရေးပြီးလို့ရှိရင်ဒါနဲ့ဆက်စပ်မှုရှိအောင်ပို့ပြီးတော့ခိုင်လုံတဲ့ example sentence လို့ထည့် so ဒါကတော့ ကိုယ့်ရဲ့ academic writing skill ဖြစ်သွားပြီ you have ideas but if you don't have academic writing skill then still your essay is not organized essay က organized ဖြစ်မနေဘူးလေပြောချင်တာ intro မှာကလေးကကျွန်တော်အရင်စင်းရဲပါတယ်ကျွန်တော်ဘာဖြစ်ပါဟာတခါ intro မှာကလေးကသွားပြီးတော့တောင်းရေးလို့မရပြောချင်တာ intro မှာက
ကျွန်တော်ဒီမှာဘာကြောင်းရေးမလဲဆိုတော့ကျွန်တော်ပြောပြတော့မှာဖြစ်ပါတယ် first paragraph ဘာရေးမယ် second paragraph ဘာရေးမယ်ပြီးရင်အဲ့ဒီအချက်တွေကြောင့် conclusion မှာကျွန်တော်ဒီ scholarship ကိုလိုအပ်ပါတယ်ကျွန်တော်မပေးရင်ကျွန်တော်မရဘူးပေါ့နော်ကျွန်တော်ပေးမှရပါ you have to convince them right then website study မှာတခါမှတော့ကိုတက်မဲ့အကြောင်းတော့အခုမှမင်းနေဆိုရင်တော့တေချာ you're not passionate you're not okay scholarship is not for you right so scholarship ကချက်ချင်းရှောင်းနေချက်ချင်းရတဲ့သူကကန်ကောင်းနေဆိုတာထက်ကန်ကောင်းတာမဟုတ်သူတို့ကလေစိတ်ဆက်တေချာတယ်ပြီးလို့ရှိရင်ဒါဆိုတာပဲလုပ်တဲ့သူတွေကချက်ချင်းရသွားလိမ့်ရှိတယ် okay ရှေ့ကနှစ်ခေါက်ရှောင်းရင်လေရှေ့ကတစ်ခေါက်တော့အမားပါလေပေါ့နော်အဲ့ဒီအမားကနေဒုတိယတစ်ခေါက်ရှောင်းရချိန်မှာရတယ်ပြီးလို့ရှိရင်ခဏပြောလို့ English အရင်ကောင်းရင်လည်းရတာမဟုတ်ဘူးဒါပေမဲ့ it doesn't mean that English is not important English ကောင်းနေရင်အကုန်လုံးလွယ်တယ် okay English ကတော့လို့ဖြစ်နေ but English က skill မဟုတ်ဘူးပြောချင်တာ okay English ကတော့ဒီသုံးဖို့ဘယ်လိုပြောရမလဲ base ဘယ်လိုမျိုးဖြစ်နေတာပေါ့နော်သူကထောရှူပေါ့ပြောရမယ်ဆိုသူများတွေစပိန်နဲ့တွားနေတဲ့အချိန်မှာကိုကကားလေးနဲ့လေးအဲ့ဒီပုံစံဖြစ်သွားပေါ့ right okay so ဟုတ်ပြီဒီထဲမှာ China University ကမရဘူးနော် right China University ကိုပေးလားဒီချက်သူစား China တော့ကျွန်တော်တို့ China ကဘယ်ဟာလဲမသိဘူးဘယ် university ရဲ့ China လဲမသိဘူးကျွန်တော်တို့ Asia Pacific ဆိုရင်တခြားစီမှာလည်းရှိတယ်ပေါ့နော်ဒီ Thai မှာတစ်ခုလည်းရှိရမို့တခြားစီမှာလည်းရှိတယ်အဲ့တော့မပေးပါဘူးဒီ major တွေနဲ့ဒီကျောင်းတွေပဲပေးတယ်ပေါ့နော်ဒီ picture ကိုလာကျွန်တော်တို့ကြည့်ပါဒီ major နဲ့ဒီကျောင်းတွေပဲပေါ့နော်အဲ့တော့ခုနကတော့ဟာလေးကိုကျွန်တော်ဒီတော့ပြောဖို့တစ်ချက်မေ့သွားလို့ပေါ့နော်အဲ့တော့ကျွန်တော် found နေဖြည့်မယ်ဆိုရင် priority ကျွန်တော်နှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ကိုပထမအောင်ဆုံးရှောက်ချင်တဲ့အကြောင်းကျွန်တော်ဆိုရင်နံပါတ်1နေရာကို Asia Pacific မှာထည့်ခဲ့တယ်ဒီဒုတိယဟာကို run 6ထည့်ခဲ့တယ်ပေါ့နော်အဲ့တော့ထည့်ခဲ့တယ်ဆိုတာ run 6ကိုစိတ်ဝင်စားလို့မဟုတ်ဘူးမထည့်မဖြစ်ထည့်ရမှာမို့လို့ပေါ့နော်တခုခုကိုရွေးလိုက်တာအဲ့တော့အဲ့လိုမျိုးအခြေအနေတွေကဘယ်လိုမျိုးလဲဆိုရင်ကိုကရနိုင်ခြေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ Asia Pacific ကလူများလို့တော့၎င်းဒါမှမဟုတ်ကိုနဲ့တခုခုမကိုက်နေလို့တော့၎င်းအဲ့လိုမျိုးခြေနေမှာဆိုရင်ဒီ second option ကိုရွေးပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော် major ဆိုရင်သိမှာပါ teaching နဲ့နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းဒါထည့်ရမယ့်ဟာဆိုတော့ကျွန်တော်ထည့်ခဲ့တယ်ပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုသွားခြင်းတဲ့ major ကိုပဲနံပါတ်1နေရာမှာထားပေါ့နော်ဒီ second option ကတော့ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့အဲ့တော့သူကတော့ဒါ first try ကိုပဲဦးစားပေးပြီးတော့ရွေးမယ်ပြီးရင်ခုနကကျွန်တော် personal အမြင်နဲ့ပြောရမယ်ဆိုရင် scholarship ဆိုတာဟုတ်လားအင်္ဂလိပ်စာတွေအရန်တော်တိုင်းလည်းမဟုတ်ဘူးနော်ပါးနှက်ရမယ်ပေါ့နော်ကျွန်တော်ဆိုရင်ဘယ်လိုမျိုးတောင်မှအဲ့လိုမျိုးလုပ်လဲဆိုကျွန်တော်တက်ချင်တဲ့အကြောင်း Asia Pacific အကြောင်းတွေကျွန်တော်ရှောက်ရှာတယ်ကြောက်ရှာပြီးရင် तू ကတည်ရှိတာက Strawberry Mountlet တဲ့အခုဆိုရင်ကျွန်တော်က Strawberry Mountlet ကိုနောချေနေရလို့ဆိုဒီမှာနေနေတာကြားနေရတာနားထဲမှာစွဲနေပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီမှာမနေခင်ကတည်းကအဲ့ Strawberry Mountlet ကို essay ထဲမှာထည့်ရေးခဲ့တာသူက location ကိုတစ်ခါထည့်ရေးတာကျွန်တော်ကအဲ့ Strawberry Mountlet မှာရှိတဲ့ဟောကျွန်တော်ရဲ့ဒီ location လေးတစ်ချက်ပြလိုက်တာနဲ့အော်ဒီကလေးကဒီ Asia Pacific ကဒီနေရာမှာရှိတယ်ဆိုတာတော့သိတယ်နော်ဆိုတာမျိုးလေးနည်းနည်းလေး convince ဖြစ်သွားတယ်ပေါ့နော်ကိုကအလကားနေနေအောင်မဟုတ်ဒီမှာ like စုံစမ်းနေတာဆိုတာလေးသူများတွေထက် effort ထုတ်ထားတယ်ဆိုတဲ့ဟာလေးကြနိုင်တယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးသေးသေးလေးတွေကလည်း impress ဖြစ်တယ်ပေါ့နော်အဓိကကကျွန်တော်တို့သူတို့ impress ဖြစ်နေအောင်ပဲလုပ်ရမှာမဟုတ်အဲ့လိုမျိုးတော့လည်းမဟုတ်ဘူးပေါ့နော်ဒီ scholarship ကိုရှောက်တဲ့လူတွေတိုင်းဒီကျွန်တော်တို့တကယ်ကိုယ့်ရဲ့နိုင်ငံကိုယ့်ရဲ့လိုအပ်နေတဲ့နေရာတွေကိုကျွန်တော်တို့ဒီထောက်ပံ့ပေးနိုင်မှုလို့ support တစ်ခုဖြစ်နိုင်မှုလို့ကျွန်တော်ကအဲ့လိုမျိုးလေးစိတ်ထားစေခြင်းတယ်ပေါ့နော်ကျွန်တော်တို့ဆိုလဲဒါ volunteer တွေအများတစ်ခုမဟုတ်တစ်ခုလုပ်နေတယ်တကယ်လိုအပ်တဲ့ဟာတွေဆိုကျွန်တော်တို့ free သင်ပေးတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်နိုင်ငံကြီးအဲ့လိုမျိုးပြန်ကောင်းသွားရင်လည်းကျွန်တော်တို့လုပ်ပေးမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးကိုသွားခြင်းနဲ့ goal တွေစီကိုဒါကြီးကို step တစ်ခုအနေနဲ့ခုလုံးတစ်ခုအနေနဲ့မလုပ်ဘဲနဲ့တကယ် sympathetic ဖြစ်ကျွန်တော်တို့ဒီဟာလေးကိုရှောက်စေချင်ပါတယ်လို့ကျွန်တော်ကတော့အဲ့လိုမျိုးလေးပြောချင်တယ်ပေါ့နော်
ဟုတ်ပါပြီ so essay ကတော့ခဏပြောလို့နှစ်ခုရေးရမှာနော်ဟုတ်လားနှစ်ခုလားသုံးခုလား Yeah, I also have to talk about essay as well. essay ကဒီမှာဆိုရင်300 character each ပေါ့နော်300 character ဆိုကျွန်တော်တို့ word ထဲမှာ3000 sorry 3000 character ဆိုကျွန်တော်တို့ word အနေနဲ့ဆိုရင်900 word လောက်ရှိတယ်ပေါ့နော် character ဆိုတာဘယ်လိုမျိုးလဲဆိုရင် तू က space တွေရောထည့်ကြည့်တာကိုကျွန်တော်တို့character လို့ပြောတယ်ပေါ့နော်အဲ့တော့ပိုသေးကြခြင်း DOS ထဲမှာကျွန်တော်တို့ရေးလိုက်ပေါ့နော် DOS ထဲမှာ Google Microsoft Word ထဲမှာရေးလိုက်ရင်ကျွန်တော် select လုပ်လိုက်ရင် character ကဘယ်လောက် word ကဘယ်လောက်ဆိုတာပြလိမ့်မယ်ပေါ့နော်အဲ့တော့3000 character ဆိုကျွန်တော်တို့ word အနေနဲ့ဆိုရင်900လောက်ရှိတယ်အဲ့တော့အဲ့ဒါလည်းရေးကြည့်တယ်လုံးဝအဲ့ word limit တွေကျော်လို့မရအောင်900လောက်ပဲရှိရမယ်ဟာကို950လောက်ရှိနေရင်အဲ့ဒါလုံးဝကျွန်တော်တို့ disqualify ဖြစ်ပြီးတခုခုထိသွားပြီပေါ့နော်အဲ့လိုမျိုးကြီးဖြစ်လို့မရဘူးအဲ့တော့သူ့ရဲ့ချက်ချင်းတစ်ချက်ချင်းဒီတာကိုကျွန်တော်တို့က fit ဖြစ်နေဖို့လိုတယ်ပေါ့နော်အဲ့တော့ video presentation တွေဆိုရင်လည်းသူ့ရဲ့ MP ရှိတယ်ပေါ့နော်ကိုယ့်ရဲ့ဟာ resolution တွေအရင်ကောင်းနေတယ်အရင်ပြောချင်တာမကောင်းအောင်မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ MP အောက်ကိုရှိရမယ်အဲ့မှာတင်လိုက်ရင်ကျွန်တော်တို့အနီတွေပြနေလိမ့်မယ် submit ဖြစ်မသွားဘူးပေါ့နော်အဲ့တော့အရေးကြီးပါတယ်ကျွန်တော်တို့ found တစ်ခုကဟိုရှော့ရှော့ရှူရှူနဲ့သူတို့စီရောက်သွားဖို့လိုတယ်ပေါ့နော်ပြည့်ပြည့်စုံစုံနဲ့ကျွန်တော်တို့ကဆိုအဲ့လိုလိုအပ်တာတွေအကုန်လုံး tick လုပ်ချရေးပြီးတော့ကျွန်တော်ပြီးသွားပြီဆိုရင် tick လုပ်လိုက်တယ်ပေါ့နော်အဲ့ဒါပိုသေးကြတယ်ပေါ့ပြီးတော့အဲ့ဒါတွေကိုလည်းကျွန်တော်တို့ child string document ဆိုပြီးတော့မှ drive ထဲမှာသွင်းထားရင်ပို့ပြီးတော့မှ convenient ဖြစ်တယ်ဒါလိုတိုင်းအဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ဆွဲယူလို့ရတယ်ပေါ့နော်အဲ့တော့video presentation နဲ့ essay နဲ့ပေါ့နော် video presentation က5မိနစ်အောက် sample တွေကျွန်တော်တို့ YouTube မှာရှိတယ်အဲ့တော့ကိုယ့်ဟာကို stand out ဖြစ်ခြင်းကိုပုံနဲ့တာကိုလုပ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုလဲ proof reading တွေသွားပြီးတော့မှပြဦးတဲ့ essay တွေရေးတော့ပေါ့နော်အဲ့တော့ကလည်းကျွန်တော်2ယောက်စီကိုကျွန်တော် essay ကိုပေးဖတ်တာပေါ့နော်ဘယ်လိုနေလို့ရပြီးသားလူတွေကိုပထမတစ်ယောက်ကကျွန်တော်ကိုပြောတော့ဘယ်လိုပြောလဲဆိုတော့ညီမ essay ရတဲ့ဘာကိုပြောချင်နေမှမသိဘူးတဲ့ဟိုပြောမယ်ဆိုရီမန်းချက်တွေကဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေတယ်ပေါ့နော်တိတ် organize မဖြစ်ဘူးလို့ကျွန်တော် recommend ပေးတယ်အဲ့လိုမျိုး feedback ကပြန်လာတယ်ပေါ့နော်အဲ့တော့တကယ်လားပေါ့ကျွန်တော်ပြန်ဖတ်ကြည့်တကယ်လားပေါ့ငါ့ရဲ့ essay အဲ့လောက်တောင်စိုးနေရလားပေါ့နော် okay နောက်တစ်ယောက်ထပ်ဖတ်ခိုင်းကြည့်ပါဦးမယ်လေးဆိုနောက်တစ်ယောက်ကိုလည်းထပ်ဖတ်ခိုင်းကြည့်ရပြီးသားလူတွေညီမ essay ရမ်းကောင်းနေတဲ့အဲ့လိုမျိုးလုံးဝ feedback တွေကဟို different တွေဖြစ်နေတာပေါ့နော်အဲ့တော့ကိုယုံကြည်ပေါ့နော်ကျွန်တော်ဆိုရင်အဲ့ essay ကိုရင် changes လုပ်ခဲ့တာမျိုးမရှိဘူးအဲ့တိုင်းပဲကျွန်တော်ထပ်လိုက်တယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်ပြရဲဆိုတာလေဟာငါ essay ကအဲ့လောက်တောင်မှစိုးနေရလားပေါ့နော်ဘာကိုပြောချင်မှန်းတော့မသိဘူးဖြစ်နေရလားဆိုတာအဲ့လိုမျိုးကြီးဖြစ်နေရလားလို့ကျွန်တော်သိချင်လို့နောက်တစ်ယောက်ကိုပြောကြည့်တော့မှမဖြစ်ဘူးတဲ့ဟိုအဆင်ပြေတယ်တဲ့ဒါညီမဘာဖြစ်ချင်လဲဆိုတာလေတိတာနေရပဲပေါ့နော်အဲ့တော့ပြောချင်တာဟိုတယောက်ယောက်ကကိုယ့်ကိုအဲ့လိုမျိုးဒီသူတို့ကလည်းမကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ဘူးကွာသူတို့လည်းသူတို့ရဲ့အမြင်သူတို့ရဲ့ဟိုဟာကိုပြောတာအဲ့တော့ဟိုအရင် panic ဖြစ်ပြီးတော့မှဟိုယုံကြည်မှုပျောက်မသွားဘူးလို့တယ်ပေါ့နော်ကိုယ့်ဟာကိုယုံပြီးတော့မှကိုလှုပ်ချင်တဲ့ကိုချပြချင်တဲ့ပုံစံကိုပြ essay တွေဆိုကျွန်တော်ဆိုရင်ဒီပထမတစ်နှစ် reject လုပ်လိုက်တော့အဲ့2လ3လလောက်ပဲကျွန်တော်အသေးကွဲတယ်ပေါ့နော်မရဘူးဆိုပြီးတော့အသေးကွဲပြီးတော့နောက်ကျရင်ကျွန်တော်ပြန် try နေဟို4 5 6လလောက်ကျွန်တော်အမြဲတမ်းဆန်းပြီးတော့ရေးကြည့်နေတယ်ပေါ့နော်ရေးကြည့်နေတယ်ခုလဲကျွန်တော်တို့ရေးလို့ရတယ်ဒါသူ့ရဲ့ main ကဒါပဲပေါ့နော်ကိုယ့်ရဲ့ community ကိုဘာတွေလုပ်ပြီးသွားပြီလဲကိုယ့်ရဲ့ goal တွေကဘာတွေလဲဒါမျိုးတွေပဲသူတို့ကမေးနေမှာမေးခွန်းကရင်း changes ဖြစ်တာမျိုးမဟုတ်ဘူးအဲ့တော့ essay ဆိုရင်လည်းကျွန်တော်2နှစ်လျှောက်တဲ့အခါမှာပထမတစ်နှစ်က essay ကိုပြန်ဖတ်ကြည့်လိုက်တော့အရန်ပဲအဲ့လိုရည်ရတယ်ပေါ့နော်ကလေးကလားလေးတွေကျွန်တော်ရေးထား sentence ကလည်းအတူလေးတွေနဲ့ကျွန်တော်ကဘွဲရခြင်းလို့ဒီ scholar ကိုရှောက်တာမျိုးဆိုတာကျွန်တော်ပြောခဲ့တယ်အဲ့တော့ don't be like me ပေါ့နော်ကျွန်တော်လိုမျိုးလည်းမဖြစ်ကြနဲ့ဟုတ်ပေါ့အဲ့တော့ပြောမယ်ဆိုအဲ့ဟာလုံးဝ first time ပေါ့နော်ရှောက်တာပထမဦးဆုံးဆိုအထာမသိသေးဘူးပေါ့နော်အဲ့တော့အရင် honest လည်းဖြစ်လို့မရဘူးပေါ့နော်တိုင်းတန်းပစ်တောင်းလည်းလုပ်လို့မရဘူးပေါ့နော်အဲ့တော့ဟန်ကိုဆိုတာမျိုးလေးလိုလေးနည်းနည်းလေးထိန်းပြီးတော့ကိုဖြစ်ချင်တာလေးတွေပြောပေါ့နော် Okay I think I've taught enough any suggestion Chezeni Okay that's very good essay ကတော့ခဏပြောလို့
တေချာလည်းအများကြီးရှောက်ဘူးပါဘောနော်တခြား scholarship တွေအများကြီးရှောက်ဘူးပဲဒါပေမဲ့တေချာရဲ့ international students တွေနဲ့ compete လုပ်ရတဲ့ scholarship မျိုးဆိုရင်တော့ Child Dreams တို့ဒီ Prospect Burma တို့လောက်မလွယ်ဘူးfor example Chevening Scholarship Fulbright တို့ဆိုရင်မလွယ်တာပါနော်တကယ်မလွယ်တာဘာလို့လဲဆိုတော့တခြားနိုင်ငံကတနိုင်ငံလုံးစီကမှ2ယောက်3ယောက်ရွေးတဲ့ဟာမျိုးလို့ဆိုရင်ဒါလုံးဝအရန် competitive ဖြစ်တယ် so အဲ့ဒီဟာမျိုးဆိုရင်တော့ကိုကခဏလိုမျိုး error တွေပါလို့မရအောင်grammar mistake ကစပါပြီဆိုတော့ဒါအဆင်မပြေဘူးပေါ့နော် and then သူတို့စမှာတုံးတဲ့ AI detect ကအရန်ကိုအဆင့်မြင့်တယ်ပေါ့နော် so လုံးဝအစဆုံး AI ကိုရေးခိုင်းမယ်ဆိုတဲ့ဟာမျိုးမလုံးမိပါစေနဲ့ပေါ့နော်လုံးဝ copy paste တွေလုံးဝမလုံးမိပါစေနဲ့နည်းနည်းလေးဟိုဒါလေး copy လုပ်လိုက်မှ copy လုပ်လိုက်ပြီးတော့ paste လိုက်ပါမယ်လေဆိုတဲ့ဟာမျိုးလည်းမလုံးမိစေနဲ့ပေါ့နော်ဒါအရန်ကိုအန်ဒီရရှိပါတယ်အခုနောက်ပိုင်းဆိုရင်တော့ university တိုင်းက AI detect လုပ်တဲ့သူတို့မှာ official license နဲ့ဝယ်ထားတဲ့ဟာရှိတယ်ပေါ့နော် so AI ကတော့ idea ဆိုတော့ idea ကိုမှရှိတယ်ဟုတ်ကိုအကြောင်းကိုပဲပို့သိမှာဟုတ်တယ်မလားအဲ့ဒီဟာပို့ပြီးတော့ကောင်းတဲ့ word လေးတွေတုံး and do not use alien language please okay ဟို extraordinary ဘာညာဟိုတာကအဲ့ဟာလူတောင်လူဖတ်လိုက်ရင်လူတောင်နားမလည်တဲ့ essay မရေးနဲ့တကယ်ပြောတာတကယ်လို့ကိုတာ scholarship ပေးတဲ့ organization မှာအခုမှ19နှစ်ကလေးကအခုလိုမျိုးလာရေးနေဆိုမဖတ်တော့ဒါဘယ်လိုဖြစ်နိုင်မှာလဲဟုတ်တယ်မလား okay ဒီလိုမျိုးတွေရေးနေပြီဆိုကြတဲ့ဒါသိချရတယ်လုံးဝ advanced words တွေ alien language တွေရေးနေပြီဆိုရင်မဖတ်ချင်ကိုယ့်ရဲ့အကြောင်းကိုကိုယ့်ရဲ့မူပိုင်အတန်ပါတဲ့ဟာမျိုးဆိုဖတ်ချင်တယ် okay so I have checked many essays ပထမဆုံးဖတ်လိုက်တာ ਨੇ ကောင်းတဲ့ essay လားမကောင်းတဲ့ essay လားဆိုတာတန်းဖတ်လိုက်တာ ਨੇ သိရယ်ခန်းစားချက်ပါလားမပါဘူးလို့ဆိုတာတန်းဖတ်လိုက်တာ ਨੇ သိရယ် so ရေးကြတဲ့ကကိုမှ grammar ကို AI နဲ့ရေးထားတဲ့ grammar ဟိုဟုတ်လားဘယ်လိုပြောရမလဲတမင်တကာမားလိုက်ပါမယ်လေဆိုတဲ့ဟာကြီးလည်းအရင်တိတန်လို့ ਨੇ ပေါ့နော် so ဒါကြီးကတော့အရင်တိတန်လို့ ਨੇ so အဓိကပထမဦးဆုံးကိုယ့်ရဲ့ selection first selection essay ဖြစ်မှာဖြစ်တဲ့ကြောင့် interview တော့နောက်မှလာဟုတ်တယ်မလား interview တွေမှာကို impress လုပ်မဲ့အခွင့်အရေးဆုံးရှုံးသွားနိုင်တယ် so essay ကိုအချိန်ယူပြီးရေးပါပေါ့နော်တခါတလေကြတော့လေတလားလုံးရေးမှမပြီးတဲ့ essay က15မိနစ်လည်းပြီးသွားနိုင်တယ်ပေါ့နော်ကိုရဲ့ရေးနိုင်တဲ့ mood ပုံအမှုတည်ရယ် so mood ကောင်းဖို့လည်းအများကြီးအိပ်ဘောအိပ်ပေါ့နော်စိတ်ကောင်းကောင်းထားပေါ့နော်ပြီး negative thinking တွေမသွင်းနေပေါ့အဓိကတော့လူက positive energy ရှိနေဖို့လိုတယ်ပေါ့နော် okay ပါvideo size ကတခါရဲဟို iPhone တို့ဘာလို့ဆို record မလုပ်နဲ့ပေါ့နော် iPhone တို့ဘာလို့ ਨੇ သူ့ရဲ့ original camera နဲ့ record မလုပ်နဲ့အဲ့ဒါတော့သိချတယ်9မိနစ်လောက်ဆို 1GB လောက်ရှိနေ 4K နဲ့ဆို advice ပါပေးရှင်လဲဆိုတော့ TikTok နဲ့ရိုက်ကြည့် TikTok နဲ့ရိုက်တဲ့ဟာကို save ပြန်လုပ်ကြည့်ဟို logo ပါနေလို့ရှိရင်ဟိုလုပ်လို့ရတယ်ဟိုဘာလဲဟို setting မှာ private လုပ်ထားလိုက်ပြီးလို့ရှိရင် save post to ဘာလဲ without any watermark ပေါ့နော် watermark မပါအောင်လို့လုပ်လို့ရအဲ့ဆိုရင်တော့ TikTok က video တွေက resolution နိုင်တယ်ဟို MB ကဘယ်လောက်လဲ limit ကသူ့ရဲ့ဘယ်လောက်သက်မကျော်ရအောင်လဲ video ထားလို့ရှိရင် MB ကကျွန်တော်တို့100 MB လားမသိဘူးပေါ့နော်အဲ့ file ထဲမှာတော့ပါတယ်ဒါပေမဲ့ဒီနေ့ကတော့ changes ရှိလားမသိဘူး100 MB ဆိုရင်တော့ TikTok က video 9မိနစ်စာ download ကြည့်လိုက်ပေါ့နော်အဲ့လောက်မရှိဘူးဟိုကိုgallery ထဲမှာသွား image မှာသွားကြည့်လို့ရတယ်ဆိုဟုတ်လားသူ့ရဲ့ information မှာသွားကြည့်လိုက်လို့ရတယ်9မိနစ်လောက်ရှိတဲ့ video download လိုက်အဲ့လောက်မရှိဘူး100 MB မရှိဘူး100 MB မရဘူးဒါပေမဲ့တေချာတယ်ကိုယ့်ရဲ့ဖုန်း original iPhone မဟုတ်လို့ရှိရင်ကိုယ့်ရဲ့ original ဖုန်းနဲ့ရိုက်ထားတဲ့ဟာ 4K တို့ 180p တို့ဆို100တော့ကြော်တယ်15စက္ကန့်လောက်ဆိုရင်တော့ဒါကတော့ဒါ advice ပေါ့နော်ဒါလုပ်ကြည့်ပါဒီ third party တခုခုတုံးပြီးတော့လုပ်တာမျိုးပေါ့ video editing တွေလုပ်လို့ရတာမရအောင်ဆိုတယ်နော် edit လို့ရတယ်တချေရတယ်ကျွန်တော်တို့က video editing အပ်ခဲ့တာပေါ့နော်တန်းရွက်လည်းမများပါဘူး1000 2000လောက်ပါပဲအဲ့တော့ကိုယ့်ဘာကိုလုပ်ရင်တိတ်အစီအစဉ်မကြလို့ပေါ့နော်
အရင်ကရှုပ်ချက်တွေလည်းမထည့်ဘူး transition လေးတွေပဲဘာကြောင့်မို့လို့ဒီ scholar ကိုရှောက်ချင်တာလဲအိမ်မက်ကပါလဲအဲ့လိုဟာလေးတွေပုံလေးတွေလောက်ပဲထည့်တာပေါ့နော်လွယ်လဲလွယ်တယ်အဲ့လိုနည်းနည်းလေးနည်းနည်း heart touching ဖြစ်မဲ့ sound လေးတွေတော့သူကထည့်ပေးတယ်ပေါ့နော်အဲ့လိုကျွန်တော် service အပ်ခဲ့တယ်အဲ့ဒါလေးနဲ့ကျွန်တော်ရဲ့ဒီ subtitle လေးနဲ့ပေါ့နော်အဲ့ချက်ဒီမိကုံးလေးကျွန်တော်ဖြေပေးဦးမယ်နော်ဒီ leadership မရှိဘဲနဲ့အမြဲနောက်ကပဲလိုက်တဲ့လူကရောတဲ့ scholarship ရှောက်နိုင်လားတဲ့ prospect ဘာမှလည်းဖြစ်ဖြစ် child stream ဖြစ်ဖြစ် absolutely ကိုရတယ်ပေါ့နော်ကျွန်တော်တို့ leadership ကြီးဟုတ်မှကျွန်တော်တို့ scholar ရှောက်လို့ရတာမဟုတ်ဘူး။ကိုကဒီအဖွဲ့တွေမှာနော် follower အနေနဲ့ participant အနေနဲ့နေခဲ့တာဆိုရင်ကျွန်တော်ကဒီမှာဘလို့တောင်မှဒီ participant ကောင်းတစ်ယောက်ဖြစ်ခဲ့တာပေါ့နော်။ကြိုးကြိုးစားစားဒီ team work တွေမှာလည်းလိုက်ပြီးတော့မှဆောင်ရွက်ပေးခဲ့တာပေါ့အဲ့တော့အနာဂတ်မှာတော့ကျွန်တော်က leader ကောင်းတစ်ယောက်ဖြစ်ချင်တယ်။တချို့တွေဆိုရင်အဲ့လိုမျိုးရွာမှာလမ်းပြင်တဲ့ဟာတွေတို့ပေါ့နော်အဲ့လိုတခုခုလုပ်အားပေးတဲ့ဟာတွေလည်းကျွန်တော်တို့ထည့်လို့ရတယ် if you have photo of course ပုံတွေရှိရင် proof ရှိရင်ပေါ့နော်အဲ့တော့ဒီ volunteer လုပ်တယ်ဆိုတာလေဒါဆရာမတွေအနေနဲ့နော် heavy တွေမှာသွားပြီးတော့သူများ organization တွေလုံးမမဟုတ်ဘူးကိုယ့်အကိုတနိုင်တစ်ပိုင်းကိုရရွာကောင်းကျိုးဘာလုပ်ပေးဘူးတော့ပေါ့နော်ကိုမျိုးနယ်ကောင်းကျိုးဥမာအကြီးရွယ်ဟိုတွေကိုတခုခု service လုပ်ပေးခဲ့တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလည်းထည့်လို့ရတယ်ဆိုတော့ leadership ကြီးဖြစ်နေမှလုပ်လို့ရမှာမဟုတ်ဘူးเนาะကျွန်တော်တို့ဆိုလေဘယ်နေရာမှ leader အနေနဲ့လုပ်ခဲ့တာမျိုးမရှိဘူးနောက်ကနေကျွန်တော်တို့ supporter အနေနဲ့ပဲဒါ like လုပ်ခဲ့တာမျိုးပဲရှိတယ်ပေါ့เนาะဆိုတော့ဒေတာပေါက်ရပါတယ်ပြီးရင်အဲ့ video ကတော့ကျွန်တော်တို့ service လေးတွေ video editing ကိုသိတဲ့အကိုစီကိုအပ်ခဲ့တာပေါ့เนาะဒါလေးတော့ရှိပါတယ်ကိုကကို edit ကျွမ်းရင်လည်းလုပ်ပေါ့เนาะဒါပေမဲ့ size ကတော့အရင်ညားလို့မရဘူး Okay so that's interesting because B-roll တွေပါထည့်တာပေါ့နော်ဓာတ်ပုံလေးတွေပါထည့်အောင် yes yes အဲ့လိုလုပ်ရမှာမသိဘူးဆိုအဆောင်ဖက်တွေပါထည့်ရတယ်ရွှင်ရှောင်းရှောင်းနေကျွန်တော်တော့ကျွန်တော်ရဲ့မိသားစုပုံတွေပေါ့နော်ကျွန်တော်အလုံးနဲ့ဆိုင်တဲ့ဟာတွေထည့်ခဲ့တယ် academic နဲ့ဆိုင်တဲ့ဟိုဓာတ်ပုံတွေလည်းထည့်ခဲ့တယ်ပေါ့နော်အဲ့တော့ပြောမှဆိုကျွန်တော်က mix ပေါ့နော်ကျွန်တော်စကားပြောနေလိုက်အဲ့ evidence လေးတွေပြလိုက်အဲ့လိုဒါပေမဲ့ကျွန်တော် subtitle ထိုးတယ်ပေါ့နော် subtitle ထိုးတာပို့ပြီးတော့ clear ဖြစ်မယ်လို့ထင်လို့ပေါ့နော်ကြိုင်းပြောနေရတယ်ဟုတ်တယ် subtitle ထိုးပေးတာကသူတို့က English လို့နားမလည်တာမဟုတ်ဘူးတခါတလေမှာကိုယ့်ရဲ့ accent ကြောင့်တော့၎င်းတခါတလေမှာကို pronunciation မကောင်းတာတော့၎င်းပေါ့နော်ဒါတွေအတွက်ကြောင့် subtitle ထည့်တာကောင်းတယ်ပေါ့နော် subtitle ထည့်တာကောင်းတယ်ဒါကြည့်ရတဲ့ viewer တွေတက်ကို care လုပ်ပေးတဲ့ဟာမျိုးပေါ့တယ်ပို့ပြီးတော့ clear ဖြစ်စေတယ်ပေါ့အတန်တွေကအစဖြစ်နိုင်လို့ရှိရင်တော့ record လုပ်လို့ရှိရင်မဆူညံတဲ့ပတ်ဝန်းကျင်မှာပန်ကအနားမှာရှိရင်ဆိုတော့တေးချတယ်အဲ့ကောနားမှာလုံးဝမရိုက်နဲ့ဗီဒီယိုရိုက်တဲ့အချိန်မှာလေဗီဒီယိုရိုက်တဲ့အချိန်မှာ recommendation letter ကရေးပေးတဲ့သူတက် emergency contact ကလူတက်ဖြစ်လို့ရလားတဲ့မဆိုင်ပါဘူးအဲ့တော့ပြောရမယ်ဆိုရင်အဲ့ဒါကြီးကတိတ်ရုပ်တိမရှိဘူးပေါ့နော် recommendation letter ရေးတဲ့လူနဲ့ emergency contact နဲ့ကတူးနေရင်တော့ပိုကောင်းတာပေါ့ကျွန်တော်ဆိုရင်ကျွန်တော်ရဲ့ဆရာကြီးကိုပြောထားတယ်ဆရာရဲ့ recommendation letter ကိုသုံးပါ emergency contact ကဆရာနာမည်ပဲပေးလိုက်မယ်နော်ဖုန်းကင်လိုက်အောင်လို့ပါတော့အဲ့လိုမျိုးပြောထားတယ်ဆရာကိုလည်းမှားထားတယ်ပေါ့နော်ကျွန်တော်အကြောင်းသိချင်းဆရာကတချို့တွေဆိုကြားဘူးတယ်အဲ့လိုမျိုး recommendation letter ရေးပေးတဲ့လူကိုဆက်သွယ်တယ်ဒီကျောင်းသားကတကယ်အဲ့လိုလုပ်ခဲ့တာဟုတ်လားဆိုပြီးတော့မှမေးတာမျိုးတွေလည်းကြားဘူးတယ်ပေါ့နော် so အဲ့တော့ everything needs to be correct information and authentic ပေါ့နော်အဲ့တော့မှန်နေဖို့လိုတယ်ပေါ့နော်ဆရာက तू ကလာမေးရင်အဲ့လိုပြောလိုက်လို့ဆိုလို့လုံမထားနဲ့ပေါ့နော်ကိုယ့်ရဲ့အမှန်တိုင်းကိုပဲပြောပါစေပေါ့နော်ဒီလိုမျိုး reach out လုပ်တာမျိုးတွေလည်းကြားဘူးလေ okay အဲ့ recommendation ကနှစ်ခုတောင်းရတာနော် two reference letter yeah prospect ဘာနဲ့နှစ်ခုပဲတောင်းရတယ်ပေါ့နော်တခြားတော့ကဆိုရင်တော့ကိုတကယ်တည်ရတဲ့ I used to work from them for like 2 years and at least တို့ကနှစ်အလုပ်လုပ်ခဲ့ဘူးတယ်တကယ်ကိုနဲ့တည်ရတဲ့သူတကယ်ငငယ်ကလေးကကိုတည်ရတဲ့သူတွေကိုရေးခိုင်းတာပေါ့နော် so တို့ကတော့ willingly ရေးပေးတယ် and တလကျော်လောက်5 ပတ်လောက်စောပြီးတို့ရေးခိုင်းတယ်ဘာဖြစ်လို့လဲဆိုအားနေတဲ့သူတွေမဟုတ်ဘူးเนาะ recommendation letter ရေးပေးတဲ့သူတွေက
ပြောရမယ်ဆိုကိုကသူတို့ရဲ့အချိန်ကို respect လုပ်ရအောင်နော် respect လုပ်ရမှာဖြစ်တဲ့ကြောင့်သူတို့ကို Are you sharing your screen? Yes, yeah, teacher. I just want to like show the recommendation sample that I used when I applied. All right. ဒါကကျွန်တော်ရဲ့ဟာလေးပေါ့နော်ဒါတစ်ခုသုံးတယ်ပြောမယ်ဆိုရင်အဓိကပြောချင်တာကလေဒီမှာဆိုရင်ဒီလက်မှတ်တွေလည်းရေးကြည့်တယ်ပေါ့နော်ဒါဆိုရင် founder ရဲ့လက်မှတ်ပေါ့နော်ဒီဟာလေးတွေကကစားကျွန်တော်တို့ဒါဆိုသူကဒီ digital sign ထိုးထားတာပေါ့ဒါလေးတွေကကစားဟိုဟာဖြစ်တယ်ဗာလဲဟို format ကြတယ်ဗျာဒီမှာဆိုလေသူ့ရဲ့ဒီ page logo နဲ့အနောက်မှာလည်းသူ့ရဲ့ဟာလေးပါလုပ်ပေးထားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးတွေဥပမာ recommendation letter ဆိုပြီးတော့လေအဲ့ docs ထဲမှာရေးထားတာကြီးကအရန်ကိုပဲ attractive မဖြစ်ဘူးပေါ့နော်ဒီတေချာလေး prompt ကိုလေကိုယ့်ဆရာမကိုတေချာပြောပေါ့ဆရာကျွန်တော်ကတော့ဘယ်လိုမျိုးလေးတွေဆရာ sign ရောလိုချင်တာဒီမှာဆိုလေ email address လေးတွေနဲ့တေချာထည့်ပေးတယ်ပေါ့နော်ပြီးအနောက်မှာလည်းသူ့ page ရဲ့ဟာလေးကို background အနေနဲ့ထားပေးတယ်ပေါ့နော်ဒါလေးတွေကပို့ပြီးတော့မှ formal ဆန်တယ်ဒါဥပမာ recommendation letter ကိုယ့်အကိုရေးလိုက်လေရတာပဲဟုတ်လားကိုယ့်အကို document တွေကိုဘယ်သူအနေနဲ့ရေးပေးပါဆိုပြီးကိုယ့်အကို sign ထိုးလိုက်ပြီးတော့လေ fake လုပ်ထားလို့ရကိုယ့်အကို Gmail ဖောက်ကိုယ့်အကိုဖုန်းနံပါတ်ထည့်လေရတာအဲ့တော့ဒါတွေကဒါတကယ်ကိုယ့်ရဲ့ဒါအုပ်ထိန်းသူတွေကိုယ်သိတဲ့လူတွေဆိုတာပို့ပြီးတော့မှဘာဖြစ်တာလဲဆိုရင်ပို့ပြီးတော့convince ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတဲ့အဲ့ဒါကကျွန်တော်လုပ်ခဲ့တဲ့စီပေါ့နော်ဆရာမလုပ်ခဲ့တဲ့စီနောက်တစ်ခုကဘယ်မှာဖြစ်မလို့ဆရာဝေယံသိန်းဒီမှာဆိုရင်ဒါကဆရာဝေယံသိန်းရေးပေးတယ်ဒီမှာဆိုရင်ဒါဆိုကြည့်လိုက်ဖြူရောင်ကြီးပဲပေါ့နော်ဒါပေမဲ့ anyway ပေါ့ကျွန်တော်ဒါကိုတော့ပြောမယ်ဆိုကျွန်တော် personally သိမကြိုက်ဘူးအဖြူရောင်ကြီးနဲ့ဒီမှာဆိုတာဆရာဝေယံသိန်းသူ့ရဲ့လက်မှတ်လည်းထိုးပေးထားတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ခုနပထမဟာပြရတဲ့ဟာဆိုရင်ပိုကောင်းတာပေါ့နော်ပထမတစ်ခါပြရတဲ့ဟာဆိုရင်ပိုပြီးတော့ real ဖြစ်တယ် formal ဖြစ်တယ် authentic ဖြစ်တယ်ပေါ့နော် okay then you have already saw enough ဗီဒီယိုတွေတော့ကျွန်တော်ဗီဒီယိုတွေတော့မပြတော့ဘူးပေါ့နော်ဗီဒီယိုတွေတော့ကျွန်တော်မပြတော့ဘူး essay တွေလည်းမပြတော့ဘူးပေါ့နော်အဲ့တော့ recommendation letter လေးကြည့်အောင်လို့ဗီဒီယိုတွေပြအောင်လုပ်ကြည့် confidential ဖြစ်တယ်ပေါ့နော်ဒါတရားနဲ့တရားပြလို့မရပါဘူးဒါတွေကတော့အတန်ဖိုင်နဲ့ main ဆိုတဲ့သူရှိတာ you can unmute yourself ကိုယ့်အကိုမေးလို့လည်းရပါတယ် main ဆိုတဲ့သူရှိလို့ရှိရင်ဒီလက်ထောင်ပေးပါပေါ့နော် of course sticker ပေါ့နော် react တွေလက်ထောင်ပေးပါဟို clear ဖြစ်တယ်ဆိုရင်တော့ hard react တွေပေးပါအကုန်လုံးပြည့်စုံတယ်ဆို hard react တွေပေးပါ main ဆိုတဲ့ဟာရှိသေးတာ okay တိတ်နားမလည်တဲ့လူတော့မရှိဘူးပေါ့နော်ဟိုအရန်ရှင်းနေလို့လားဟိုဘာမေးရမှန်းမသိတာလားပေါ့ကျွန်တော်တို့ webinar တက်တုန်းကတော့မေးခွင့်ကိုကျွန်တော်မရလိုက်ထောင်ထဲလက်တွေထောင်ထဲကျွန်တော်ဟာလေးဖြေးဖြေးပါအောင်ဆိုမရှိတော့ဘူးအဲ့လိုမျိုးဒါပေမဲ့ဒါတွေကတော့ဟို screenshot တွေရိုက်ထားရင်လည်းပြန်ဖတ်လို့ရပါတယ်ဒါတွေကဒီနှစ်ရဲ့ children information တွေအကုန်လုံးကျွန်တော် copy လုပ်လာတာပေါ့နော်ဒါပြင်းလို့မဟုတ်ဘူးအကုန်လုံးကိုဒီ file နဲ့ရင်းနှီးစေချင်လို့ပေါ့okay သူရမေးပါ Hello ကြားလားမသိချင်းကြားပါတယ်ဟုတ်ဟိုလေ expected letter နဲ့ပတ်သက်ပြီးတော့မေးချင်တာဗျအဲ့ဒါလေးဘယ်လိုလုပ်ရလဲဆိုတာတိတ်ပြီးတော့မရင်းနေတော့လေ Okay ဘယ်လိုလျှောက်ရလဲ expected letter လေးခဏပြလိုက်နော် acceptance letter ဆိုတာ union ကနေကိုလက်ခံလို့ရတယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်ပေးတဲ့ acceptance letter ပေါ့နော်ကျွန်တော်တက်တဲ့ Asia Pacific ကနေပြီးတော့မှပေးလိုက်တဲ့ဟာဒါကိုကျွန်တော်က Uni Children မလျှောက်ခင်တစ်လလောက်လူကလေးကကျွန်တော်တောင်းထားတယ်ပေါ့နော်ပြောမယ်ဆိုရင်ဟိုပုံမှန်ကျောင်းတွေအရန် serious မဖြစ်တဲ့ကျောင်းတွေဆိုရင် acceptance letter မခတ်ဘူးဘာလို့ဆိုတော့ကိုကျောင်းကိုလာပြီးပတ်စံပေးမဲ့ကျောင်းသားပေါ့နော်ဒါတချို့တွေဆိုအရန်ပဲလိုချင်လို့ advertise တွေလုပ်တယ်နော် short ဈေးတွေနဲ့ discount တွေပေးနေတဲ့အချိန်မှာ acceptance letter မခတ်ဘူးခုနကဒီကြီးတွေပဲလိုချင်တယ်ဆိုတော့တာမဆက်တို့မဟီရောတို့တဲ့ greatest ကျောင်းတွေကတော့ခတ်တာပေါ့နော်အဲ့တော့ acceptance ဟိုဒါကျွန်တော်ရခဲ့တဲ့ဟာအဲ့တော့ question ကလေ acceptance letter ကိုဘယ်လိုရအောင်လုပ်ရမလဲဆိုတဲ့ဟာလားမသိဟုတ်တယ်ဗျဘယ်လိုမျိုးချောက်ရလဲ
အဲ့တော့ acceptance letter ကကိုယ့်ရဲ့ဒီကျောင်းနေနဲ့အရန်ဆိုင်နေပေါ့နော်ခုနပြောခဲ့သလိုပဲကျွန်တော်တို့ကျောင်းဆိုရင် acceptance letter ရှောက်ရတာလွယ်တယ်ခဏနေရတယ်တခြားကျောင်းတွေဆိုရင် GED မှာလက်ခံတယ်เนาะ IELTS ရဲ့ TOEFL မှာလက်ခံတယ်ဆိုတဲ့ဟာတွေကအဲ့ဟာတွေကိုစောစောမေးထားမှာခုန acceptance letter နဲ့ passport ကအရေးကြီးတယ်เนาะ passport ကကျွန်တော်တို့လုပ်နိုင်တယ်ဟုတ်လား passport လုပ်ရတာအရင်မခက်ဘူးเนาะပတ်စံပေးလိုက်ရင်ကျွန်တော်တို့ရတယ် acceptance letter ကကြတော့နည်းနည်းလေးလံသွားပြီပေါ့เนาะအဲ့တော့ကိုတက်ချင်တဲ့ကျောင်းကိုအမြဲတမ်းမေးဖို့ acceptance letter ဘယ်လိုရနိုင်လဲအဲ့တော့မေးဖို့ဆိုကြတဲ့ကဘယ်လိုရနိုင်လဲဆိုတော့သူတို့ရဲ့ requirements တွေကဘာတွေလဲဆိုတာမေးလိုက်တာပဲပေါ့เนาะအဲ့တော့ဒီကျောင်းတယောက်ဒီကျောင်းရဲ့ကျောင်းသားတယောက်ဖြစ်ဖို့လို့ဘယ်လိုလုပ်ရင် accept ဖြစ်မလဲပေါ့အဲ့တော့ပြောချင်တာက GED လို့လား IELTS လို့လား TOEFL လို့လားပေါ့เนาะဘာတွေလို့လဲဆိုတာကိုမေးရမှာကိုကျောင်းကိုမေးရမှာဒါမှမဟုတ်လေ website မှာသွားပြီးတော့မှစုံစမ်းရမှာကျွန်တော်တို့ဆိုလည်း Asia Pacific University website မှာသွားပြီးတော့မှလိုအပ်တဲ့ဟာတွေဖတ်တယ်ပေါ့เนาะပြီးရင်အဲ့ကျောင်းမှာတက်နေတဲ့လူတွေမေးတယ်အကိုကြီးဒီကျောင်းက acceptance letter ရဖို့လို့ဘယ်လိုလုပ်ရမလဲပေါ့နော်ဒါပေမဲ့တဆင့်ခံတွေကတော့အရင်ကြီးတော့ကျွန်တော်သုံးစေခြင်းကို university ကိုတိုက်ရိုက်မေးတာကောင်းတယ်နော်မေးပို့ပြီးတော့မှ okay acceptance letter ရဖို့လို့ဘာတွေလိုအပ်လဲဆိုရင်သူတို့ကလိုအပ်တာတွေမေးပို့ပေးလိုက်မယ်အဲ့တော့မေးရအရင်အဓိကကြတယ်ပေါ့နော်မေးတစ်ခုနဲ့ပဲကျွန်တော်တို့အလုပ်လုပ်ရမှာပဲအဲ့တော့ဒီနေရာမှာတခြားလူတွေရောပြောချင်တာပေါ့နော် okay ကျွန်တော်ကတော့ဘယ်အကြောင်းကိုတက်ချင်တာပေါ့နော်ဒီကျောင်းတွေရဲ့တယောက်ဒီကျောင်းတွေတိုင်းမှာကျွန်တော်တို့အသည့်တွေရှိတယ်ပေါ့နော်အဲ့တော့တကယ်လို့မှသူတို့နဲ့ကိုတက်ချင်တဲ့အကြောင်းကကျွန်တော်နဲ့မေးကြမတူဘူးတခြားကျောင်းကဆိုရင်လည်းကျွန်တော်ကမေးပေးလို့ရတယ်သူတို့ရဲ့ဒီ information ဆိုတော့သူတို့ကို contact လုပ်လို့ရမယ်ဟာကျွန်တော်ချိတ်ပေးလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းAsia Pacific ပဲကျွန်တော်သိတာဟုတ်အဲ့တော့တခြား social science တို့ဘာလို့သိချင်နေဆိုရင်ကျွန်တော်အဲ့လိုမျိုးလေးတွေမေးပေးမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလူထဲမှာပဲဖြစ်ဖြစ်လာပြောလို့ရပါတယ်လာမေးလို့ရတယ်ပေါ့နော် economics ကိုတက်ချင်တာအဲ့ဒီကိုတက်နေတဲ့လူရဲ့contact လေးပေးပါဆိုကျွန်တော်ကဒါမေးပေးမယ်ပေါ့နော်ဒါ scholar ရထားတဲ့လူတွေပဲအဲ့လောက်တော့ဟိုမဖြစ်ပါဘူးမစိမ့်ပါဘူးမရိုင်းပါဘူးဟဟလားဖြေပေးကြမှာနော်ဒါလေးကိုကျွန်တော်ကဂျားထဲကနေလုတ်ပေးခြင်းတယ်ပေါ့နော်အဲ့လိုမျိုးမေးဖို့လဲမကြောက်ပါနဲ့လို့မေးလို့ရပါတယ်လို့ Okay, Yeah, teacher. Sanzani. Any questions? Okay, ချက်သူစားကြရလားမသိကြရနော် ဒါချက်ကြားရတယ်ချက်ဟိုကလေးနော် acceptance letter မရရင်လည်းရှောက်ရတာမပြောတတ်အခုနည်းနည်းစိတ်ဝင်စားတော့အခုတစ်ချက်သူစားတက်နေရပေါ့နော်အကြောင်းပေါ့နော် Asia Pacific International University နည်းနည်းစိတ်ဝင်စားပေါ့နော်ဆိုတော့အဲ့ acceptance letter မရရင်လည်းရှောက်ခွင့်ရှိတာတော့မပြောတတ်ဟုတ်ကဲacceptance letter တွေကတော့ကျွန်တော်ပြောတာရထားရင်ပိုကောင်းတယ်ပို့ပြီးတော့ကိုယ်ကိုရွေးနိုင်နေရှိတယ်ပေါ့နော်ပြောမယ်ဆိုရင် normal ကျောင်းလေးတွေကတော့ acceptance letter မခက်ဘူးခုနကျွန်တော် keep saying လို့သလိုပဲပေါ့နော် normal ကျောင်းလေးတွေကတော့မခက်ဘူးတကယ် graded ကျောင်းတွေကမှခက်တာအဲ့တော့ acceptance letter မရထားရင် scholarship ရတယ်အလကားပဲဘာဖြစ်လို့လဲဆိုတော့ဒီကျောင်းမှာကိုယ်လက်မခံတာဘူးteacher ဆန်ဆန်တက်ချင်တဲ့ဟာဆိုရင် Asia Pacific က acceptance letter အတွက်ရင်းပူကြမလို့ကျွန်တော်တို့ကျောင်းကလွယ်တယ်ပေါ့နော်ဒါပေမဲ့ကို့မှာ IELTS ရဲ့ TOEFL တွေမရှိဘူးဆိုရင်လည်း placement test ဖြေရတယ်သင်ချာရင်အင်္ဂလိပ်ရဖြေရတယ်ပေါ့နော်ဒီပထမ8ရက်နေ့တက်ရမယ်ဆို6ရက်9ရက်လောက်ဖြေရတယ် placement test သင်ချာအင်္ဂလိပ်ပဲအဲ့တော့ဒီ scholar ရသွားပြီဆိုတာနဲ့လိုအပ်တဲ့ information တွေကိုကျွန်တော်တို့ပြောပြရတယ်ပေါ့နော် okay သင်ချာနဲ့အင်္ဂလိပ်နဲ့ဖြေရမယ်သင်ချာဘယ်ခန်းမှာကျွန်တော်တို့ algebra တွေကြည့်ရတယ်အင်္ဂလိပ်ကတော့ကျွန်တော်တို့ဒီ IELTS ရဲ့အသေးစားလေးလိုပဲ3 scale ပဲကျွန်တော် speaking မပါဘူး reading ရယ် writing ရယ် listening ရယ်အဲ့လိုပဲresult ကလည်းနေ့လည်ဆိုတစ်ခါတန်းထွက်ပြီအဲ့လိုမျိုးကျွန်တော်တို့ကျောင်းက IELTS လည်းမလိုဘူးပေါ့နော်ခုနတချို့တွေဆို EF set နဲ့လာကြတဲ့လူတွေလည်းရှိတယ်အဲ့ဒါတွေဆိုရင်အင်္ဂလိပ်စာဖြေကြတာမလိုဘူးသင်ချာပဲဖြေရတယ်အဲ့တော့ပြောချင်တာကacceptance letter ဒီရေးကြီးတယ်ပေါ့နော်အဲ့ဒါမရဘဲနဲ့ scholar ရထားလေအလကားပဲအဲ့တော့ဒီကျောင်းကသေးတဲ့ကျောင်းပဲဖြစ်ဖြစ်ကြီးတဲ့ကျောင်းပဲဖြစ်ဖြစ် acceptance letter ရထားမှာစိတ်အေးရတယ်ပြီးရင်ဗာလဲရဖို့လို့အခွင့်အရေးများတယ်ပေါ့နော် scholar လဲဘာလို့ဆိုတော့ကိုကပေါ့ရောမနေဘူးပေါ့နော်အားစိုက်ထုတ်ထားတယ်ဒီမဲ့ဒါငါတက်ချင်တဲ့ကျောင်းဒါငါလောက်ထားတဲ့ဟာကြီးဆိုပြီးတော့မှပြောလို့ရတယ်ပေါ့နော်အဲ့တော့ acceptance letter ဒီရေးကြည့်ပါတယ်
ရှောင်း ဟုတ် နီးကတော့ခ အဲ့ ဏလိုပဲမေးနဲ့ပို့ရမယ်ပေါ့နော်မေးနဲ့မေးပြီးတော့ဘာတွေလိုအပ်လဲဆိုတာမေးရမယ်အဲ့နီးရှိတယ်ဒါမှမဟုတ်လဲဟိုအဲ့မှာတက်နေတဲ့လူတွေနဲ့ကျွန်တော်ချိတ်ပေးလို့ရတယ် ဟုတ်နောက်ခုကလေနော်နောက်ကအဲ့လို interview ဖြေရမှာလည်းရှိရဖြစ်တဲ့အတွက်ကြောင့် interview ဖြေတဲ့အခါကျရင်ဘယ်လိုမျိုးမေးခွန်းတွေပေါ့နော်မေးခံရတယ်ပေါ့နော်ဘယ်လိုမျိုးမေးခွန်းတွေကထက်ဆုံးဖြစ်ခဲ့ရလဲပေါ့နော် ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်က interview ကပါမန်းထောင်မသိဘူးပေါ့နော်ဝုန်းကနေထားပြီးတော့အဲ့အိမ်နေအင်ကြီးနဲ့ညနာအစီသဝင်းဝင်းနဲ့ဖြေခဲ့ရတာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ကလေကျွန်တော်ရေးတဲ့ဟာအဲ့ထပ်ပြီးတော့တစ်လားလောက်ရှိနေလေကျွန်တော်စိတ်ထဲမှာဘာတွေဖြစ်ချင်လဲဆိုတော့ကျွန်တော်အလွတ်ရတယ်ပေါ့နော်အဲ့တော့ကိုခဏတိုင်းဒါ4 5 6လရေးထားတဲ့ဟာဆိုတော့ကျွန်တော်ကဒီ same idea ပဲကျွန်တော်ကပြောခဲ့တာအဲ့တော့သူတို့ကျွန်တော်ကိုမေးတဲ့ဟာတွေဆိုရင်exactly တော့ကျွန်တော်မမှတ်မိတော့ဘူးပေါ့နော်ရင်နေတအားကိုခုံပြီးတုံနေလို့ငါပြုတ်တော့မှလားမသိဘူးလို့ငါဟို6လလောက်ငါတအားလှုပ်ခဲ့ပြီးတော့မှတနေ့လှုပ်ခဲ့ပြီးတော့မှဒီ interview မေးမချက်မိတာနဲ့နောင်တတွေပေါ့နော်ဒါပေမဲ့ဒီ interview လေးကိုတော့ငါရအောင်တိုက်ရသလောက်စူးစမ်းဖြေမယ်ဆိုပြီးတော့ပဲတုံတက်နေပြီးတော့ဖြေခဲ့တာပေါ့နော်အဲ့တော့မေးခွန်းတွေကကြတော့ကျွန်တော်မှတ်မိသလောက်ဆိုရင်essay တွေကလိုပုံစံတွေပါပဲပြန်ပြီးတော့မှ confirm လုပ်တယ်လို့သဘောမျိုးပဲเนาะအဓိကတော့ interview မှာကိုယ့်ရဲ့ဒါကျွန်တော်စိတ်အထင် English skill ကို check တယ်ပြီးရင်ကိုယ်တကယ်ဖြစ်ချင်တဲ့ဟာတွေက essay ထဲမှာရေးထားတဲ့ဟာတွေနဲ့ကိုက်လားဆိုတော့သူက check လေးပုံစံမျိုးပြန်လုပ်တယ်ပေါ့เนาะအဲ့လိုမျိုးကျွန်တော် personally ထင်တယ်ဘာလို့လဲဆိုတော့စာပေါ်မှာတော့ဘယ်သူနေနေရေးနိုင်တယ်လေဟုတ်လားဒီ interview ဖြေတဲ့အခါမှာเนาะ facial expression တွေရှိမယ်ကျွန်တော်တို့အမူအရာတွေရှိမယ်ပေါ့နော်ဒီတယောက်ကတကယ်ဖြစ်ချင်တာလားတကယ် passionate ဖြစ်လားကျွန်တော်ဆိုရင်အရန်ပဲအဲ့လိုလက်ဟန်ချီဟန်နေနဲ့ပြောခဲ့တာပေါ့နော်ကျွန်တော်အရန်အဲ့လိုမျိုးလှုပ်ချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့အကြောင်းတွေပြောခဲ့တယ်ဆိုတော့ interview ဖြေတဲ့အခါမှာကိုယ့်ရဲ့ခိုးတွေကဘာတွေလဲပြီးရင်ဒီ scholarship ကဘယ်လိုမျိုးထောက်ပံ့ပေးမှာလဲပေါ့နော်ကျွန်တော်တော့ငါဘာမေးလို့ဆိုရင်မင်းမိသားစုဝင်နေရောတဲ့အဲ့လိုမျိုးအဲ့မေးခွန်းကိုကျွန်တော်မှတ်မိတယ်ကျွန်တော်မိသားစုဝင်တွေကကျွန်တော်ပါဇက်ပိတ်ခိုင်းထားတာလို့ interview ဖြေရမှာမို့လို့ပြီးသူတို့ကအဲ့လိုကျွန်တော်ကို be selected လို့လည်းပြောခဲ့တယ်ရွေးချယ်ခံခဲ့ပေါ့နော်အဲ့မဲ့ကျွန်တော်တို့အိမ်ကအရန်ပဲ noises တွေလုပ်တယ်ပေါ့နော်ကျွန်တော်တို့လုပ်ငန်းကအဲ့ noise တွေပါတာအဲ့ဆို interview ဖြေနေလုံးဝကြားရမှာမဟုတ်ဘူးအဲ့ဆိုကျွန်တော်သူတို့ခဏ keep silent လုပ်ဖို့လို့ကျွန်တော်ကပြောခဲ့တယ်လို့ကိုယ့်အကူတောင်တုံးနေတာအဲ့ဟာတွေဖွင့်နေကျွန်တော်ကလုံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မှသူတို့ကလည်းကျွန်တော်ကိုအားပေးတယ်လို့ကျွန်တော်ကိုရွေးချယ်ခံခဲ့ဆိုပြီးတော့လို့ဟိုအရင်အမားတွေမလုပ်ဖ ೇನೆ ရွေးချယ်ခံရအောင်လုပ်ခဲ့ဆိုတော့ကျွန်တော်အားတက်တရောပြောတာပေါ့နော်အဲ့မှာသူတို့ကလည်းနည်းနည်းလေးပြုံးနေတဲ့ပုံလေးပေါက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုအဓိကကတော့မေးခွန်းတွေကတော့ question ဒီ essay တွေကမေးခွန်းတွေကျွန်တော်တို့များတယ်confirm ပြန်လုပ်တဲ့သဘောပဲပေါ့နော်လင်းရေးထားတာတွေကတကယ်လားအဟုတ်လားတကယ်ဖြစ်ချင်တဲ့ဟာတွေလားဆိုတာကိုပြန်ပြီးတော့မှcheck တယ်ပေါ့နော်ကျွန်တော် interview ပြီးတော့ကျွန်တော်အရန်ကိုစိတ်တွေထိကြိုက်တာပေါ့နော်မမရေးငါတော့သွားပြီလို့ငါလေးတနေ့နဲ့လှုပ်ထည့်ရတယ်ဒီဟာနဲ့ပြုတ်တော့မှာနင်ရမှာတဲ့ဘာလို့လဲဆိုဟိုကလူကကြီးနေတာဟိုကလူကကြီးနေတာသူကလည်းသူ့ရဲ့တွေးပေါ့နော်အဲ့ဒါသဘောကျတယ်ပေါ့နော်ကျွန်တော်တို့10ရက်လောက်တောင်မှအိတ်မရဘူးအဲ့ဟာကြီးနဲ့ပေါ့နော်10ရက်လောက်ပြီးမှ result ထွက်တာအဲ့ဆိုကျွန်တော်ပြုတ်ပြီးထင်တာဘာလို့ဆိုတော့ interview မဖြေနိုင်ဘူးဆိုတာအဲ့လို screw ရက်လောက်လိုက်တာပေါ့နော်အဲ့ဟို interview ပါမယ်မသိဘူးဆိုတာကြီးကကျွန်တော်အရင်ပြောလိုက်မိတာသူတို့တကယ်အဲ့လိုလေးလည်းခံစားနေရအောင်လေကျွန်တော်အသိဟန်မဆောင်တဲ့တော့ပြောလိုက်မိတော့စိတ်ပူနေတာပေါ့နော်တကယ်ဆိုI'm about to join လို့ပါလို့နည်းနည်းလေးထိန်းထားရင်တောင်မှအလေးထားတယ်ဆိုရရောက်သေးတယ်ပေါ့နော်ဒါပေမဲ့အဟုတ်ကိုဟုတ်တိုင်းကြီးပြောလိုက်တော့လေလေးမထားတယ်လို့များဖြစ်သွားတာလားဆိုပြီးတော့မှအဲ့လိုမျိုးကြီးစိုးရိမ်တာရှိတယ် Okay anyway ဆိုတော့မေးတွေ check မယ်ပေါ့နော်မေးတွေ check မယ်အဲ့ at least ပေါ့နော် write your correct phone number ကိုတော့တေချာလေးထည့်ခဲ့ပါကျွန်တော်တို့ကပုံဆက်ခေါ်တာပေါ့နော်အများကြီးပဲပေါ့ကျေးဇူးပါ Yeah teacher welcome application မြင်လျှောက်လိုက်လို့ရလား registration ကတဲ့ရပါတယ်ကျွန်တော်တို့ဒီ Facebook မှာလည်းဒီ The Link Diary တို့ Go for Go by Kelvin တို့ဒီ children information ကို share လိုက်ပြီဆိုတာနဲ့ registration link ကတန်းပါတယ်ပေါ့နော်အဲ့ဟာကိုနှိပ်လိုက်လဲ website ကိုရောက်တယ်
ဒါမှမဟုတ်လေ university သူတို့ရဲ့ဒီ website ထဲကနေ official website ထဲကနေဝင်ပြီးတော့ရှောက်ရင်လည်းရတယ် recommend ပေးချင်တာကတော့ဒီ Facebook က share ထားတဲ့ဟာကိုပို့ပြီး recommend ပေးတယ်တေချာတယ်လို့ထင်လို့လေကိုယ့်ဟာကိုယ်ဆို link တွေကမှားရင်မှားနေအောင်ပါပေါ့နော် passport ကတဲ့ PJ ဖြစ်နေရင် PB ပြောင်းဖို့လိုလားဗျတဲ့ Honestly, I don't know. I don't have any idea about passport. I just did it. ကျွန်တော်ဘာလုပ်ခဲ့လဲမသိဘူးပေါ့နော် PJ လားပြီးပြီးတော့ကျွန်တော်အဲ့ passport ကိုကျွန်တော်တိတ်အာရုံမလာတော့လေကျွန်တော်လုပ်ခဲ့တယ်ကျွန်တော်ရဲ့ passport ဘာလဲတော့ကျွန်တော်မသိဘူး PE ဖြစ်နေမလားပေါ့နော်ဒါပေမဲ့ကျွန်တော် ED+ တွေတော့ဖြစ်နေပြီ passport ကကျွန်တော်အဲ့ဒါလေးပြန်ပြောပေးမယ်နော်ခုထဲမှာပဲဖြစ်ဖြစ် passport ကဘယ်လိုမျိုး passport ဖြစ်နေရတော့ပေါ့နော်ဒါပေမဲ့ကျွန်တော်သွားခဲ့တယ် passport ရုံးကို၄ခေါက်လောက်သွားခဲ့တယ် passport လည်းရကျွန်တော်ရဲ့ passport ကဘာလဲကျွန်တော်မသိဘူး honestly ပြောရမယ်ဆိုရင်ဒါပေမဲ့ဘယ်လိုပြောမလဲကျွန်တော်တို့ကကြတော့အဲ့ဒီဟို document တွေပါတယ်ပေါ့နော် child train ကပေးလိုက်တဲ့ဒီကျောင်းသားဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျောင်းသားတရားမှာဆိုတဲ့အကြောင်းတွေပြောတော့ passport လုပ်တဲ့ကောင်မို့ visa ရန်ကုန်မှာ visa သွားလုပ်တော့အဲ့ဒါတွေနဲ့လုပ်တော့ညံနေတယ်ပေါ့နော်အဲ့ဒီ support letter တွေလည်း print ထုတ်ထားရင်ကောင်းတယ်ပေါ့လေးစိတ်မှာလည်းအရန်စစ်တော့လေအဲ့ဟာတွေကျွန်တော်တို့ပြနိုင်ပို့ကောင်းတယ်ပေါ့နော်ကျွန်တော်တကယ်ချင်းဆို print တွေထုတ်ထားတာဆေးရတနေ့နဲ့တနေ့တူလားဆိုတော့မတူဘူးပေါ့နော်ဟို theme တူတယ် format တူတယ်ဒါပေမဲ့အတိအကျကြီးမတူဘူးဒီ frame ထဲမှာပဲဒီနေ့ဆိုရင် long term short term တွေပါတယ်နော်အဲ့တော့ဒီနေ့ကနည်းနည်းလေးထူးခြားတယ်ပေါ့နော် specific goal လေးတွေပါတယ် goal တော့ goal ပဲဒါပေမဲ့အနည်းနဲ့အဝေးနဲ့သူတို့မေးထားတယ်ပေါ့နော် University ကစတဲ့ letter ရပြီးမှဆိုလိုက်လာမယ်ဖြစ်နေရောဘယ်လိုတွေဆက်လုပ်တင်လဲဆိုတော့ကျွန်တော်ဒေါက်တာတစ်ခါထပ် try ရမှာပေါ့နော်နောက်တစ်ခါထပ် try ရမှာပေါ့အဲ့တော့ပြောခဲ့သလိုပဲ subject letter ကလည်း university scholarship လျှောက်ဖို့လို့အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့ဆိုလဲပထမတစ်နှစ်က subject letter ရထားတာပဲလေ AI ကဒါပေမဲ့ scholar မရဘူးလေနောက်တစ်နှစ်ထပ် try ရတာအဲ့တော့များ try ပေါ့နော်ကျွန်တော်ကတော့ပထမနှစ်မှာ PB နဲ့ CD နဲ့လျှောက်တယ် prospect Burma နဲ့လျှောက်တယ် prospect Burma ချက်တိုင်းဒီ prospect Burma အရင်မဲ့ဟို academic record ကောင်းမှုလိုတယ်လို့ကြားဟုတ်လားမသိ I'm not pretty sure ဒါပေမဲ့သူတို့က prospect Burma လည်းပြီးရပေါ့ဒီ bachelor တို့ဘာလို့ထိုင်းကကျောင်းတယ်တော်တော်များပြီးရတချို့ Canada တို့လည်းပြီးရပေါ့နော်သူတို့ကဒီ in person class တွေကိုသူတို့က funding ပို့ပေးတယ် online တွေဆိုအဲ့လောက်ကြီး funding Chinese Dream လောက် funding မတောင်းဘူး prospect Burma ကျွန်တော်တို့ child အရင်မဲ့ funding လုပ်တယ်အရင်မဲ့လေဟို personally အရင်သဘောကျတာကျွန်တော်တို့ child ကအဲ့လို scholarship organization တခုတည်းမဟုတ် family လိုပဲအရင်နှွေးထွေးတာပေါ့နော်ကျောင်းသားကိုလည်းလိုလေသေးမရှိထောက်ပံ့တယ်အရင်မဲ့ကျောင်းသားဘက်ကိုကြည့်တဲ့ organization ကျွန်တော်ဒီဟာကိုအရင်ကျေးဇူးတင်ပြီးတော့မှဟိုဘယ်လိုတောင်ကျေးဇူးဆက်ရမလဲမသိဘူးပေါ့နော်ဘာတွေကိုပြန်လုပ်ပေးရမလဲတောင်ကျွန်တော်မတွေးတတ်ဘူးအရင်မဲ့အဲ့လိုကောင်းတဲ့ organization ပေါ့အဲ့လို medical ဟိုဟာတွေကစအရင်မဲ့ထောက်ပံ့ပေးတယ်ပေါ့နော်အဲ့လိုမျိုးညှိုးနေအောင်မထားဘူးကိုအဲ့လိုခံစားချက်တွေကကစအဲ့လိုမျိုးပြောပြလို့ရတယ်ဆိုတော့အဲ့တော့များလျှောက်တာတော့ပိုကောင်းတာပေါ့နော်ဒါတခုကျွန်တော်ကတော့ဒုတိယနှစ်မှာ child train မဲ့လျှောက်ပြီး child train မဲ့ပါလာတာအဲ့တော့တခုတည်းပဲလျှောက်ခဲ့တယ်ပေါ့နော်ဒုတိယနှစ်မှာအရင်လည်းအဲ့လိုနည်းနည်းပင်မနေခဲ့တာလည်းပါတယ်ပေါ့နော်ဟိုဒါပေမဲ့ဒီတခြားကလေးတွေရှောက်မယ်ဆိုရင်ကျွန်တော်တို့4 5 6ခု9ခုလောက် try နေခြင်းတယ်ပေါ့နော်ကျွန်တော်ဘယ်လိုတောင်လုပ်ခဲ့လဲဆိုရင် app လုပ်ထားတာကျွန်တော်အဲ့လိုလေအဲ့ Google တွေမှာလိုက်ရှာပြီးတော့ तू ကအဲ့ app ကလိုလဲဆိုရင်ဒီ unit ထားပါတော့ဒီ August မှာဘယ်နိုင်ငံတွေဘယ်ကျောင်းတွေပေးနေတယ်ဆိုတခါလဲဆို notice တက်တာအဲဆိုကျွန်တော်ကအဲ့ဒီမှာလိုက်ရှာတာအဲ့လိုမျိုးလုပ်ဖူးတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဘယ် page ကနေလဲမသိဘူးဖတ်ဖူးတာပေါ့အဲ့ဒီ तू က scholarship တွေပေးတဲ့ app ဘယ် scholarship ကတော့ပေးနေပြီဟေးဆိုရင်အဲ့ app မှာတခါ notification တက်တယ်ပြီးရင်ကိုက website ထဲမှာသွားပြီးတော့မှ research လုပ်လိုက်ရုံပဲဒါဆိုရင်ကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့တော့ဘယ် timeline ဘယ်ဟာကိုစောင့်နေကြမလို့ပဲနဲ့ဘယ် scholarship တွေကတော့ဖွင့်နေပြီဆိုတော့ကျွန်တော်တို့သိရတယ်ပေါ့နော်ကျွန်တော်လုပ်ခဲ့တာလေးပေါ့အဲ့လိုမျိုးများရှောက်ခြင်းအဲ့လိုမျိုးရှိတယ်ပေါ့နော်
information တွေဖောင်းပွပြီးတော့ဘယ်ဟာမှကောင်းကောင်းမလုပ်နိုင်မှာလဲစိုးတယ်ပေါ့နော်ဥပမာခြိုင်းတွင်းဆိုခြိုင်းတွင်းပြီးပြီဆိုပြီးပြီဒါ2ခု3ခုလောက်ကိုစိတ်ထဲမှာရည်ရူးပြီးတော့အဲ့အတွက်ပဲပြင်ဆင်နေရင်လေဒါပိုပြီးနီးစက်တယ်ပေါ့နော် Yep. Okay အဲ့ဆိုရင်တော့ scholarship နဲ့ပတ်သက်တဲ့ဟာတော့ဒီလောက်ပဲပေါ့နော်မေးချာမေးခွန်းလည်းမရှိတော့ဘူးထင်ပါတယ် recording ကလည်းပြန်ပြီးတော့ပို့ထားပေးမှာဖြစ်ပါတယ်okay အဲ့တော့တချို့တို့ English နဲ့ပတ်သက်တဲ့ဟာကိုမေးချင်တဲ့သူတွေလည်းခြံခဲ့လို့ရတယ် but alright can you share the screen again for the class one yeah chair okay so applying for a scholarship requires a great amount of, English proficiency skill, and scholarship ကရသွားတာလွယ်တယ် okay လွယ်လို့ပဲထားလိုက်ပါတော့ရသွားပြီနောက်ပိုင်းခက်မှာရပြီးနောက်ပိုင်းခက်တာပေါ့နော်ဘယ်လိုဆိုစာတွေကခက်တာ哦 scholarship ရတဲ့အချိန်ထိက you feel confident in yourself but you feel less confident when you're at school, especially you have to start doing presentation and stuff, and then thesis, okay, especially talking in front of people. That အရင်ခက်တယ်ပေါ့နော်ပြောရမယ်ဆို scholarship ကျောင်းသားလို့လဲကိုဟာကိုသူများတွေကတည်ထားကြတယ်အဲ့ဒီမှာကိုကအမြဲတမ်းဘယ်လိုပြောရမလဲသူများရှိမှထပ်ပြောနေရတဲ့အချိန်မှာကိုယ့်ရဲ့ English skill ကလည်းလိုအပ်တယ်ပေါ့နော် scholarship ရပြီးရဲ့နောက်ပိုင်းအခက်အခဲကတော့အဲ့ဒါဖြစ်ပါတယ်အဲ့တော့အခု teacher သူစာကလည်းသူJanuary 19နော်19ရက်နေ့မှာ19ရက်နေ့မှာအတန်းအသစ်ဖွင့်မှာဖြစ်ပါတယ်အတန်း pre-intermediate class ဖြစ်တယ်ပေါ့နော် where is that okay screen တွေ့ရလားမသိဘူး yeah this class ပေါ့နော်ဒီတန်းလေးရှိပါမယ်ဒီတန်းကတော့ဘာလဲဆိုတော့ဒီတချို့တို့ teacher zen innovative English ကနေ organize လုပ်တဲ့အတန်းလေးတွေဖြစ်ပါတယ်အခုဒီ pre-intermediate class ကတော့ January 19ရက်နေ့စမှာဖြစ်တယ်ပေါ့နော် January 19မှာစပါမယ်ပြီးလို့ရှိရင်သူကတော့ group class ဖြစ်ပါတယ်ပေါ့နော်အခု register လုပ်နေတဲ့သူတွေလည်းရှိပါပြီအဲ့တော့19ရက်နေ့ Saturday and Sunday ပဲဖြစ်တယ်ပေါ့နော်ဒါ teacher သူစာကိုယ်တိုင်တင်မှာဖြစ်တယ်အဲ့တော့ scholarship နဲ့ပတ်သက်တဲ့ဟာကိုdetail coaching ရချင်တဲ့သူတွေလည်းခဏပြောလို့သူက senior ဖြစ်တဲ့ကြောင့်သူကပြောပေးဖို့အသင့်ပဲပေါ့နော်ပြီးလို့ရှိရင် intermediate skill ရှိတဲ့သူတွေကတော့ဒီ